မင်္ဂလာပါဒီကနေ့မှာတော့ဆရာပီမိုးနေရဲ့အောင်စိတ်ဆိုတဲ့စာအုပ်ကိုဖတ်မှာဖြစ်ပါတယ်ခင်ဗျာအခန်း1အောင်စိတ်နဲ့အောင်နီးအဆွေတို့လူတိုင်းမှာအောင်စိတ်ရှိအဆွေတို့ကိုယ်တိုင်၌ကိန်းအောင်နေသောထိုအောင်စိတ်ကိုအကယ်၍အဆွေတို့သည်အောင်နီးသိပါလေဤကဘာတွင်A grade မင်းဖြစ်နိုင်၏အဆွေတို့အောင်စိတ်အောင်နီးကိုလုံးဝသိအောင်အဘယ်သို့ပြုမည်နည်းလူဤတန်ဖိုးလူဤစိတ်သည်လွန်စွာတကူကြီးကြောင်းလောကကြီးတစ်ခုလုံး၏အခြေအနေကိုမြင်သဖြင့်သိလောက်ပြီသည်အဘယ်အတွက်တကူကြီးသည်ဟူသောအကြောင်းကိုသိလို့ကစဉ်းစားရန်ချက်မှာလောကဓာတ်တစ်ခုလုံး၌လူသည်တကူကြီးဆုံးသောအမြင့်မြတ်ဆုံးသောတရားဝါဖြစ်၏ထိုအမြင့်ဆုံးသောတရားဝါ၏ဘဝကိုရခြင်းစဉ်စဉ်မှာပဲတကူကြီးကြောင်းတက်တည်ထင်ရှားဖြစ်လေသည်ဤသူမဆိုတရိษံနှင့်မတူထူးခြားကွဲပြားသောမိမိ၏တတ္တိတကူတို့၏အကြောင်းကိုစဉ်းစားလျင်သိမြင်နိုင်လေသည်စဉ်စဉ်မှာကတကူတတ္တိကောင်းကြီးများပင်ဖြစ်ကြလေရာရိုး၍နေသဖြင့်တကြောင်ပိုင်၍နေပြီးဖြစ်သဖြင့်တကြောင်တကူကိုတကူမှန်မသိကြပေငါသည်လွန်စွာထူးမြတ်သောတရားဝါဖြစ်ပေတကားအတင်ချေအနန္တရေမြေလေတစ်ပင်တောတောင်ဟုသည်များ၌ရှိကြကုန်သောမြင်နိုင်သောတရားဝါမမြင်ကောင်းသောတရားဝါမမြင်နိုင်လောက်အောင်သေးငယ်သောတရားဝါတို့၏အတွင်း၌ရှိကြကုန်သောအသေးဆုံးသောတရားဝါတွေသွေးတစ်ဆက်ရေတစ်ဆက်၌ရှိသောတရားဝါထိုမြတ်လောက်များပြားသောတရားဝါတို့၏အစုအဝေးအနဝပြင်းကျဲကြီး၌မပါမဝေသမုဒ္ဒရာကမ်းခြေ၌ကောင်းကင်မှကျသောမိုးရေစက်ကလေးတစ်စက်လောက်ကဲ့သို့တင်းငယ်သောမနုဿလူနည်းစုလက်ရွေစဉ်ထဲမှာအံ့ဖွယ်သောနည်းဖြင့်ကန်စွတ်မိ၍လောညံစွတ်မိ၍လောမသိရပါဝင်၍နေသောငါသည်အတိုင်းမသိထူးမြတ်လှပေသည်တကားအလွန်တရာမှအဖိုးတန်ပါကလားမရေမတွက်နိုင်သောမြေမှုန့်တို့၏ကြား၌ထူးခြားခြားဖြစ်ပေါ်၍နေသောစိန်ကြောက်ယရနာမြတ်မကငါ၏ထူးခြားခြင်းသည်အစအပြန်မရေမတွက်နိုင်လောက်အောင်ပို၍ကြီးကျယ်လှပေသည်တကားအိုင်လန်ထီပေါက်ခြင်းသည်ငါလူဖြစ်၍လာခြင်းနှင့်စာလင်ဘာမျှမဟုတ်ပါကလား BAIA အောင်ရခြင်းသည်လူဖြစ်ခြင်းနှင့်စာသောအသေးဖွဲကလေးညပြီတကားငါသည်အစွမ်းကောင်းသောတရားဝါဖြစ်သည်တထေးဖြစ်ခြင်းမင်းဖြစ်ခြင်းသည်လူဖြစ်ခြင်းနှင့်စာလင်ဘာမျှပြောပါလောက်သောအရာမဟုတ်ပါကလားငါသည်မြင့်မြတ်သောတရားဝါပြီတကားထိုမြတ်လောက်မြတ်သောတရားဝါမှာအမှန်တမ်းမှုကြီးသောတရားဝါဖြစ်ရ၏ငါသည်လူဖြစ်၏ငါသည်အစွမ်းကောင်းသောတရားဝါဖြစ်၏လောကမှာလူဖြစ်ရခြင်းလောက်ဘယ်ရမှမခက်ငါသည်ဘာမဆိုလိုချင်လင်ဖြစ်အောင်ဆောင်နိုင်သောတတ္တိတကူနှင့်ပြည့်စုံ၏ငါလုပ်ခြင်းသည်များငါဖြစ်ခြင်းသည်များဖြစ်မြောက်အောင်မြင်နိုင်သောတတ္တိသည်ငါ၌ရှိဟုသောအချက်ကြီးကိုအားလတ်သည့်အခါတိုင်းထင်အောင်မြင်အောင်စိတ်၌ပိုင်နိုင်အောင်တွေးဆဆင်ခြင်ရမည်ထီပေါက်သောသူကဲ့သို့တက်ကြွဝမ်းသာနေရမည်ကြိုးကမ်းနေရမှအတင်သည်ကောင်း၍လာလင်အဘယ်မျှဝမ်းသာမည်နည်းယခုအတင်ကောင်း၍နေသူဖြစ်ပါလေအဘယ်အတွက်အားငယ်ပါသနည်းထောင်၌ကျင်းခံ၍နေရသူလွတ်၍လာလင်အဘယ်မျှအားတက်ဝမ်းသာမည်နည်းအတင်မှာယခုလွတ်လပ်စွာနေရပါလေအဘယ်အတွက်အားငယ်ရပါသနည်းအတင်တကူကြီးကြောင်းအားငယ်ရန်စိတ်ပြည့်ရန်အကြောင်းလုံလောက်စွာမရှိကြောင်းကိုထိုနည်းဖြင့်အမြဲဆင်နေပါလေစိတ်ပြည့်အားငယ်သောစိတ်ပေါ်ပေါက်သည့်အခါတိုင်းဤကဲ့သို့တွေးပါလေအောင်မြင်ရန်လမ်းပေါ်အောင်လုပ်နည်းထိုကဲ့သို့ဆင်ခြင်မှများသောအခါအတင်ဤတကူတတ္တိများကိုအတင်ပုံမယုံကြည်၍လာလိမ့်မည်ထို့သောအာကိုယုံကြည်၍လာသောအခါအတင်ဤတကူတတ္တိသည်ပုံမထင်ရှား၍လာလိမ့်မည်အတင်လောက်ကင်ကြံစီသည်များအစစအရရမှာဖြစ်မြောက်အောင်မြင်ရန်လမ်းတွေထောက်ပံ့တွေအလိုလိုပေါ်ပေါက်၍လာလိမ့်မည်ငါလုံလင်ဖြစ်တာပဲငါကြံလင်ဖြစ်မြောက်တာပဲငါလိုချင်လင်ရတာပဲဟုသောယုံကြည်စိတ်တစ်ခုသာမပြတ်မလတ်ရှိစေရမည်ဖြစ်မှဖြစ်ပါမလားနေရာမှကြပါမလားမဟန်ပါဘူးဖြစ်မှရဲ့လေဟုသောစိတ်မျိုးကိုအဘယ်ကားမျှလက်မခံပါနဲ့နှုတ်ကလည်းမပြောလေနဲ့ဤသို့ညှဉ်းညူတတ်သူတို့နှင့်မပေါင်းလေနဲ့အားငယ်ပြက်ပြက်သောစိတ်ပြက်စိတ်ဖြစ်ထိုစိတ်ပြက်လွမ်းမိုးသူတို့မှာမကြီးပွားသူတွေမောင်မြင်သူတွေဖြစ်ကြ၍ဖြစ်စိတ်အောင်စိတ်ယုံကြည်စိတ်အမြဲရှိလျက်မျှော်လင့်ခြင်းတည်းဟုသောနေအောင်၌ကွန်ပျူတာသူသည်ကြံတိုင်းအောင်၍ဆောင်းတိုင်းမြောက်သူဖြစ်လေသည်၎င်းစိတ်သည်အောင်စိတ်ဖြစ်စိတ်ပေသည်အမြဲအားငယ်သောသူ၏စိတ်သည်မှောင်မိုက်ပြက်စိတ်ဖြစ်လျက်လို့သည်များပြီးသည်များမှာမနုဿလူရဏရိုးရှင်းဟန်ဖြစ်သောစိတ်တကူသည်မပါရှိသည်ဖြင့်အပြက်သည်အမြဲရှေ့ဆောင်၍နေလေသည်ဤကအတွေးစကားအထင်စကားမြည်သည်မြညင်းမိမဟုတ်သောကြောင့်ဖြန်း၍ပြောသောစကားမဟုတ်တကယ်ယုံကြည်စိတ်ချပါလေထိုစိတ်သည်ပြုပြင်ရာ၏ထက်မြက်သောအောင်စိတ်ဖြစ်စိတ်ကိုအမြဲဆောင်မှုတို့မှာမတော်တဆအကြောင်းတစ်ခုကြောင့်စိတ်ပြောင်းကစိတ်ပြက်ဘက်သို့ရောက်တက်လေသည်ထိုအခါတောက်လျှောက်အပြက်တွေနဲ့သာတွေ့ရမည်ဖြစ်ပေသည်အမြဲပြက်စိတ်လွှမ်းမိုးသူများမှလည်းအကြောင်းတစ်ခုကြောင့်အောင်စိတ်ဘက်သို့ရောက်ခါကြံသမျှအပေါက်လန်တက်တက်လေသည်အောင်စိတ်ရအောင်ရှာနည်းအတင်းစိတ်ကိုတေချာစွာစစ်ဆေးပါငါ၏စိတ်သည်အောင်စိတ်မျိုးလားတ
ပြည့်စိတ်မျိုးလာဟုသိအောင်ရှာပါပြည့်စိတ်ဖြစ်ချေကအောင်စိတ်ဖြစ်အောင်စိတ်နေသဘောထားပုံကိုပြုပြင်ရမည်ထိုအခါတလကိုယ်တရင်အတွင်းမှာအသင်း၌ထူးခြား၍လာသည်ကိုဧကန်တွေ့ရှိလာပါလိမ့်မည်လက်ဖွဲ့အင်အိုင်ကိုယုံကြည်အားကိုး၍တခုခုကိုလောက်ကင်သူများသည်အောင်မြင်တတ်သည်မှာအားကိုးခြင်းကြောင့်အောင်စိတ်ကိုရသဖြင့်အောင်မြင်ခြင်းဖြစ်ကြလေသည်လူတစ်ယောက်မှာဖဲကစားရ၌အမြဲရှုံး၏၎င်းမှာအစအဦး၌ကံအားလျော်စွာနှင့်နှစ်လက်သုံးလက်ဆက်၍ရှုံးရာ၎င်း၏မိတ်ဆွေများကရော၎င်းကိုယ်တိုင်ကရောဒီလူမှာဖဲနှင့်အကျိုးမပေးသူ့လက်နှင့်ကင်ပြီးလင်မကောင်းသောဖဲသာဖြစ်တတ်သည်ဟုသောအစွဲတစ်ခုပေါ်ပေါက်၍လာ၏ထို့နောက်၎င်းလူမှာအမြဲရှုံးတတ်လေ၏၎င်းသည်ကစားနည်းကိုအထူးကျွမ်းကျင်သူဖြစ်ပါလေဤကဲ့သို့ရှုံးလေရာ၎င်း၏လက်သည်အရှုံးလက်ဖြစ်သည်ဟုအများကပြောကြလေသည်၎င်းကိုယ်တိုင်ကလည်းကစားဝိုင်းမှာထိုင်သည့်အခါတိုင်းငါတော့ရှုံးမှာပဲဟုစွဲထားလေရှိလေသည်၎င်းမှာစာရေးဆရာဖြစ်ရာဖဲကစားခြင်းကိုအားလိုက်ခြင်းအပြင်းဖြစ်ခြင်းတွေဖြင့်စွဲကစားသူဖြစ်လေ၏၎င်း၏နာမည်မှာဝီတလင်းဟုခေါ်လေရာအခြားသူများကရှုံးသည့်အခါ၌ပင်ရှုံးသူ၏လက်ကိုဝီကလင်း၏လက်ဟုခေါ်ဆိုကြလေသည်တို့ဖြစ်လေရာအရှုံးစိတ်၏တကူအချိန်သည်ဝီကင်းတယောက်တည်းကိုယ်တိုင်စိတ်တကူမဟုတ်အခြားအပေါင်းဖော်များကပါကူညီ၍၎င်းအားအရှုံးစိတ်တကူဖြင့်နှိမ့်နှင်းကြသလိုဖြစ်နေလေ၏တနေ့တနေ့မိတ်ဆွေတယောက်ကဝီကင်းနှင့်စကားပြောရ၌ထိုအကြောင်းကိုဆက်မိ၍စကားဆက်မိသဖြင့်၎င်း၏မိတ်ဆွေမှလည်း psychology ကျမ်းကိုဖတ်ဖို့သူဖြစ်ရာငါမှာ Red Indian တိုင်းသားတယောက်ကအဆောင်တစ်ခုပေးထားတာရှိရဲ့ငါဖဲကစားရမှာအဲ့ဒီအဆောင်ကိုအသုံးပြုကြည့်လို့ကိုယ်တိုင်သိရတာပဲ9လက်မှာ9လက်နိုင်တယ်အလောင်းစားကြီးကျယ်မလုပ်ပါဘူးဆိုတဲ့ဂရီကိုတော့ထားလိမ့်မယ်ဟုပြောရဝီကင်းကထိုအဆောင်ကိုတောင်းလေလေမိတ်ဆွေကဝီကင်းကိုအိမ်သို့ခေါ်သွားပြီးငွေတက်တာကလေးတစ်ခုတည်း၌မိမိသိမ်းမိထားသောတရုတ်ပြည်ကရရှိသည့်ကြောက်စိန်ငကားရုပ်ကလေးလက်တံလောက်ကို၎င်းအားပေးလေ၏တို့ပြုံမကဝီကင်းနှင့်ကစားသူတို့အားလည်းမိမိအဆောင်စွမ်းကြောင်းကိုပြောရပြသဖြင့်ဝီကင်းနှင့်ကစားသူများ၏စိတ်၌ဝီကင်းရှုံးခဲ့သည်မှာအတော်ကြာခဲ့ပြီယနေ့တော့နိုင်မဲနေမှုအကူအညီကောင်းများနှင့်ကြုံလာရတဲ့လက္ခဏာပဲဟုအချင်းချင်းပြောကြလေ၏ပြောသည့်အတိုင်းလည်းဝီကင်းနိုင်လိမ့်မည်ဟုတွေးထင်ကြဟန်ရှိလေသည်အကြောင်းမူကားထိုနေ့၌ဝီကင်းမှာအချိန်တိုင်းဖဲကောင်းမှုကြီးရရှိနေလေသည်နောက်မှအဆောင်ပေးသူကဝီကင်းအားစိတ်ပညာအကြောင်းကိုပြော၍ပြပြီးထိုရုပ်မှာအဆောင်မဟုတ်တရုတ်ပြည်ကိုရောက်စဉ်ကအထိမ်းအမှတ်ဖြစ်နေမိမိရွေးလာသောအလကားအယုတ်ဖြစ်ကြောင်းပြောရပြ၌ဝီကင်းအားစိတ်ကိုပြုပြင်ဖို့တတိပေးလေ၏တို့တတိပေးသဖြင့်ဝီကင်းမှာစိတ်ကိုပြုပြင်လိုက်ရာအဆောင်မရှိပဲလဲအရှုံးမများတော့သည်ဖြစ်ကြောင်းတွေးရှိရလေ၏ထိုစိတ်သည်ဖြစ်မိအောင်မည်ဟုမျှော်လင့်သောစိတ်ဖြစ်ရာ၎င်းစိတ်ထက်သန်သလောက်အကျိုးပေးထက်သန်လေသည်ကြီးပွားသူတို့၏စိတ်လောက၌ကြီးပွားအောင်မြင်သူတို့နှင့်မကြီးပွားမအောင်မြင်သူတို့မှာစိတ်ထားပုံချင်းမတူခြားနာကြလေသည်အောင်မြင်သူတို့မှာအောင်စိတ်ရှိကြသဖြင့်ကြီးပွားကြ၏မကြီးပွားသူတို့မှာစိတ်သည်နှိမ့်ချ၍သာနေတတ်လေသည်အောင်မြင်ကြီးပွားသူတို့မှာအကြံရဲ၍စွန့်သာ၏ငါတင်းတင်းငယ်ငယ်လူစားမဟုတ်ကြီးပွားသောသူတို့၏စုဝေး၌ငါပါဝင်သည်ဟုသောယုံကြည်စိတ်သည်အမြဲရှိလေသည်စွန့်သားသူရဲရင်သူတို့မှာမသေးရွှေထီးတေမြေကြီးဟုသောစကားကိုပင်ပြောတော်လဲမိမိတို့ကိုယ်ကိုတေလိမ့်မည်ဟု၍မထင်တတ်ကြပေရွှေထီးဆောင်ရမည်ဟုသောအထင်မြင်သားလေပုံမကဲလုံးသူများဖြစ်ကြလေသည်တေမြေကြီးဟုသောအထင်မြင်အားကြီးချေကတကယ်စွန့်ဝင်ကြမည်မဟုတ်ထိုစိတ်အားမကြီးချင်းကြောင့်သာစွန့်ရင်ကြလေသည်အင်္ဂလိပ်ကျောင်း၌10တန်းအောင်သူ2ယောက်ရှိရာတယောက်ကဆရာဝန်ဖြစ်၍သွား၏သို့မဟုတ်အင်ဂျင်နီယာဖြစ်သွား၏တယောက်ကလက90စာရေးစာကြည့်တာဖြစ်၏ထိုနှစ်ယောက်စိတ်ထားဖို့မူလကပင်ခြားနာလျက်ဒူ၏စိတ်မှာအခြားတူအထက်ကြသဖြင့်အမြင့်သို့ရောက်ရလေသည်အလွန်ချစ်ခင်သောတငယ်ချင်း2ယောက်သည်အဘယ်အခါမျှမခွဲမခွာသောကျောင်းနေပဲတငယ်ချင်း2ယောက်ဖြစ်ကြ၏အတန်းချင်းလည်းတူ၏အလုတ်ကိုင်းနှင့်ပတ်သက်၍တိုင်ပင်ပြောဆိုရ၌တယောက်ကမင်းကောင်းစားရင်ငါ့ကိုမေ့မှလားဟုသောစကားကိုပြော၏တယောက်ကငါကြီးပွားရင်မင်းကိုငါကြည့်မယ်အနည်းဆုံးမြို့အုပ်ဖြစ်ရင်မင်းစည်းကောင်းတော့ဖြစ်မှာပဲဟုပြော၏ထိုအခါမြို့ပိုင်များမှာမြို့ကော်မတီ municipal ဥက္ကဋ္ဌများဖြစ်ကြလေရာဒရိစံထောင်မှုဈေးကောင်းစသည့်အလုပ်များကိုပေးနိုင်သောအာဏာတကူကိုရရှိကြလေသည်ထိုတကယ်ချင်း2ယောက်နဲ့တယောက်မှာကြောက်ထိုးဆရာဖြစ်နေ၏ကြောက်ထိုးဆရာမှာမင်းကြီးပွားရင်ငါ့ကိုမေ့မှလားဟုမေးသူဖြစ်၏မြို့အုပ်စည်းရင်ဝင်သူမှာငါမင်းကိုဘယ်တော့မှမမေ့ဘူးဟုပြောသူဖြစ်လေ၏၎င်းတို့2ယောက်မှာ9တန်းအောင်သူများဖြစ်၍ပညာချင်းသူယုံမကကြောက်ထိုးဆရာလုပ်သူမှာကျောင်းနေစဉ်အခါပို၍ပင်ဉာဏ်ကောင်းသူဖြစ်၍စာပေရေးသား၌၎င်းဘုဒ္ဓတများလျက်ကြောက်ထိုးအလုံးမှာဆေးဘက်ဝါဘက်နီးဆက်သဖြင့်ဆေးချမ်းတစ်စောင်ကိုပင်ရေးသူဖြစ်လေသည်ထိုနည်းဖြင့်လူတို့မှာစိတ်နေသဘောထားပုံခြားနာတတ်ကြလေရာကြီးမြင့်သည့်လူများမှာလူမှန်တိတိအခါမှစ၍စိတ်ကြီးဝင်လျက်တွေးကြံလောက်ကင်သူများမှာအမြင့်ကိုမှန်တိုက်ရများသာမကမှန်သည့်အတိုင်းပေါက်ရောက်နိုင်ကြောင်းကိုလည်း
ယုံကြည်လေရှိကြလေသည်အထက်ကိုလှမ်းသောစိတ်လောကရဆရာကြီးအေဒီဆင်သည်ငယ်စဉ်ခါကသတင်းစာရောင်းရ၌ပင်တပ်များကိုစမ်းသပ်ခဲ့၏နေရာထိုင်ခင်းမှမရှိသဖြင့်သတင်းစာကိုတနေရာမှတနေရာမိထားနှင့်တွားလိုက်ရမှကပ်ဖို့နှင့်အကျုံးဝင်အောင်လုပ်ပြီးကတ်တွေမှာတပ်များကိုစမ်းသပ်ရန်နေရာရအောင်ကြံခဲ့လေသည်၎င်းစိတ်၌ဆင်းရဲတော်လဲကပ်ဖို့လောက်လူကိုတငယ်ချင်းတယောက်လောက်သဘောထားနိုင်သောတတိရှိလေရာကြီးမြင့်လိုသောစိတ်အထက်ကိုလှမ်းသောစိတ်သည်ဝမ်းနည်းပါဖြစ်ခဲ့သည်ထိုများလောက်စင်စင်ရဲရဲကြက်တဲ့နေခဲ့ရ၌ပင်တပ်များကိုစမ်းသပ်ခဲ့သည်မှာတနေ့တနေ့မိမိကိုဓာတ်ဆရာကြီးဖြစ်မှာပဲဟုစွမ်းမယုံကြည်သောစိတ်ထက်သန်ကြည်လင်စွာရှိခြင်းကြောင့်ဖြစ်လေသည်ကြည်လင်ခြင်းဆိုသည်မှာမိမိဖြစ်လိုသောအရာကိုခွင့်ကွက်မြင်ခြင်းကိုဆိုလိုလေသည်မိမိကိုယ်တိုင်အပေကဲသို့သောအခြေအနေကိုရောက်အောင်လုပ်မည်ဟုတသက်ကွယ်မထင်မမြင်စံတော်ဝါဖြစ်၍နေချေကအပေအခြေအနေကိုမျှရောက်မည်မဟုတ်ပေတခုခုသောအခြေအနေကိုတည်တည်ချာချာမြင်လျက်မရမပေါက်လိမနေဘူးငါရအောင်လုပ်မည်ဟုသောစိတ်ကိုထားသူတို့မှရောက်နိုင်ကြောင်းသိချစွာယုံကြည်သူများပင်ဖြစ်ကြ၏မယုံလင်စွမ်းမြဲစွာကြံမည်မဟုတ်ပေဘယင်သမီးကိုရလိမ့်မည်ဟုနေသူများမယုံနေသူများမကြံကြပေအတတ်တစ်ခုခုကိုရှာစာပေတက်ယုံအကန့်အောင်ယုံနှင့်အလုတ်ကရနိုင်သောခေတ်သည်အဆုံးသို့ရောက်လေပြီယခုခေတ်မှာကျောင်းစာမေးပွဲကိုအောင်သည်ဖြစ်စေမအောင်သည်ဖြစ်စေအသုံးဝင်သောအတတ်ပညာတစ်ခုကိုတိတိကျကျတတ်မှကြီးပွားနိုင်လေသည်အဘယ်အတတ်ကိုသင်ပြီးအဘယ်အခြေအနေကိုငါရောက်မည်ဟုကြည်လင်စွမ်းမြဲစွာထင်မြင်၍ပေါက်ရအောင်ကြံကြလင်နီလန်းကိုရ၍ပေါက်ရောက်နိုင်လေသည်ငါမှကြည့်ရှုကူညီမိသူလည်းမရှိပညာသင်ရန်ဈေးလည်းမရှိထမင်းမှစားစရာမရှိငါဘာမှပေါက်ရအောင်လုပ်နိုင်မည်မဟုတ်ဘူးတွေးလင်ဘာမှဖြစ်မည်မဟုတ်ပေအဘယ်များပင်ဆင်းရဲခက်ခဲစေကမူတခုခုသောအခြေအနေကိုတကယ်ရောက်ခြင်းစေရှိလျက်ရောက်ဖို့နီလန်းကိုလည်းရမည်ဟုယုံကြည်စွာရှာကြံချေကတနည်းနည်းဖြင့်တညံဖန်ဖန်နီလန်းပေါ်ရလေသည်နီလန်းဧကံပေါ်မှာပဲပေါ်ရင်ငါမိတွေ့မယ်အဘယ်နီလန်းမဆိုငါမငြင်းဘူးနီလန်းလည်းပေါ်လာမှာပဲဟုယုံကြည်သောစိတ်ကိုထားပြီးနီလန်းကိုရှာကြံဖို့သာလို၏လူစွမ်းလင်နတ်မသည်ဟုယုံကြည်ရမည်အကြီးစရာဖြစ်ခြင်းသူသည်နောင်ဖြစ်မှဖြစ်ပါမလားဟုသောစိတ်ကိုမထားလက်နဲ့ကရိယာမရှိဘူး၍စိတ်မပြတ်ဆရာမပြနိမကြဆရာမရှိဟုစင်ကြယ်မများပြင်းအောင်မှာမိသွေးဖြင့်စာ၍ရေး၏၎င်းစိတ်၌ပကြီးဆရာဖြစ်နေ၏စာရေးဆရာဖြစ်ရမည်သူသည်ဆရာမရှာမိဘာသာဖြစ်၍နေ၏၎င်း၏စိတ်၌ရေးဆရာမရှာပေအလီဇန်ဒါကူမှရေးသော Count of Monte Cristo ဟု၌ဘာစတီထောင်တွင်းသို့ကြာ၍နေသောအဖိုးသည်လက်နဲ့ကရိယာမရှိဘဲနေ့တိုင်းစားသောထောင်စာမှရသောမုံကိုကော်ဖြစ်စေတဲ့ရှိန်ကြီးစုပ်တွေကိုလိမ့်တုပ်ကစက်ကူတစ်မျိုးဖြစ်အောင်လုပ်၏ထောင်ဟင်းမှရသောအယိုးရင်းကိုကလောင်ဖြစ်အောင်လုပ်၏ထောင်မိတိုင်ကြက်ကူမှမင်းဖြစ်အောင်လုပ်၏ထို့နောက်ရာဇဝင်ကျမ်းကြီးတစ်စောင်လုံးကိုအလုတ်ရေးလေသည်ဤကပုံမတူဖြစ်၏ဝေဖန်ချက်သို့သောအလက်ဇန်ဒါဒူမာသည်ဆန္ဒရှိကနီလန်ရကြောင့်တက်တည်ပြခြင်းဖြစ်ရာ၎င်း၏စိတ်ကူးညံ့မှုမဖြစ်နိုင်သောအရာကိုကြံသောစိတ်ကူးညံ့မဟုတ်ပေအီဂျစ်ပြည်ပီရမစ်ကျောက်ထိမ်းမှတ်များအင်္ဂလန်ပြည်စတုန်တိုင်းခေါ်ကျောက်ဖြင့်ပြီးသောအဆောက်အအုံများကိုကျွန်ုပ်တို့မြင်သောအခါတက်ကရိယာလက်နက်အင်အားမရှိဘဲရှေးလူကြီးများအဘယ်နည်းဖြင့်ဤများလောက်ကြီးကျယ်သောအရာများကိုလုပ်ပါသနည်းဟုနီလန်ကိုရှာကြံ၍မရပေရှေးလူကြီးများသည်ကဖြစ်မြောက်အောင်လုပ်ဖို့ရန်စိတ်ဆန္ဒအစွမ်းကြောင့်နီလန်ကိုရကြလေသည်လူမရှိသောတကူသည်အံဖွယ်သောအရာတို့ကိုဖြစ်မြောက်စေနိုင်၏အခါများစွာနတ်များကအကြံဉာဏ်ပေးသည်ဟုမှတ်ထင်ရလောက်အောင်ထူးဆန်းလေသည်ခက်ခဲသောအလုပ်တစ်ခုနှင့်တွေ့သည့်အခါထိုအခက်အခဲကိုတကယ်နိုင်အောင်ဖြိုမြင်သောစိတ်ရှိလျက်နီလန်ပေါ်လာလိမ့်မည်ဟုယုံကြည်ကခရီးရောက်နီလန်ကိုတောင်းတလျင်တနည်းနည်းဖြင့်ပေါ်ပေါက်လာရ၏တနည်းနည်းဆိုသည်မှာတစုံတစ်ယောက်ကတော့၎င်းလာ၍ပြော၏အိမ်မက်တော့၎င်းမရ၏ရုတ်တရက်ဓာတ်မီအောင်လက်တယ်လို့ဝင်းခနဲတော့၎င်းစိတ်ကူးညံ့၌ပေါ်လာပေသည်စကလုံးမေ့၍နေသဖြင့်တတိယအောင်အရေးကြီးကြံတော်လဲဗဇက်ဖျားကလေးတွေမှာဒီစကားပါလိမ့်ဒီနမီဘဲကိုရောက်မိပါလိမ့်စသဖြင့်တွေးကြံလင်စိတ်အားထက်သန်စွာဒေါမန်နှင့်ကြံလေဝေးလေမိတော့မလို့ပေါ်တော့မလို့ဖြစ်ပြီးပျောက်တတ်လေသည်ထိုကဲ့သို့မရှာမကြံမဲစိတ်ကိုမတင်မဲပေါ်လာမှပဲဟုတကယ်စိတ်ချကအေးအေးနေလင်လူပေါ်လာတတ်လေသည်ထိုနည်းအတိုင်းယုံကြည်စိတ်ချစွာနှင့်လုတ်ကန်ခြင်းသည်အန်ကျိတ်ကလက်တီလက်ယုံတန်း၍အရန်ရှာချမ်းခြင်းနှင့်တာ၍ဖြစ်မြောက်လွယ်သည်စိတ်၌တစုံတရာကိုလိုချင်တောင်းတလင်ရမှာပဲဟုယုံကြည်ယုံသာမဟုတ်ပဲဉာဏ်မျက်စိနဲ့လိုချင်သောအရာကိုထင်မြင်အောင်ရှုကတာ၍ရလွယ်လေသည်စိတ်ဆွဲခြင်းကြောင့်မိမတယောက်သည်ကတလောက်တစ်ခု၌မြင်ရသောမော်တော်ကားကိုလွန်စွာလိုချင်သဖြင့်ထိုကားရုပ်ပုံကိုကကြိနှင့်ညှပ်ပြီးမိမိထိုင်နေကြစပွဲပေါ်တွင်စက်ကူမာပေါ်၌ကပ်၍ထောင်ထား၏ထိုကားကိုနေစဉ်ကြည့်ကငါတနေ့တော့ဒီကားကိုရအောင်လုပ်မယ်ဟုဆွဲလန်းယုံကြည်တဲ့နေရာ
နောက်ဆုံးလိုက်ထိုကား၏တရံကိုမျက်စိမှိတ်ပြီးအကုန်စင်ပေါ်အောင်ထင်မြင်နိုင်လေ၏3 လမှမကြာမီထိုကားလေးကိုစီးတော်ယောက်ျားတစ်ယောက်နှင့်တွေ့ပြီးချစ်ကြကြရာဖူးစာပဲဖြစ်ကြောင်းဤကားသည်တက်တည်ဖြစ်သည်ဟုစိတ်ချလောက်သောအနေသို့ရောက်၍နေလေ၏မကြာမီ၎င်းကားနှင့်ပင်တူဆုံတွဲကနေစဉ်ခီးသွားကြလေသည်ကားကိုတောင်းတရုံနှင့်ယောက်ျားပါရခြင်းဖြစ်လေသည်နီလန်းနှင့်အလုတ်အထင်မြင်တကူလောကမှာဖြစ်နိုင်သောအရာမဖြစ်နိုင်သောအရာဟု၍ရှိအိုင်ယာလန်ထီထိုးရ၌ဤနည်းမျိုးဖြင့်ပေါက်မည်ဟုမဆိုနိုင်ပေတကမ္ဘာလုံးရှိတော်လူထီထိုးသူတို့၏စိတ်တွေရှိကြလေသည်အခြားအကြောင်းတွေလည်းများစွာရှိ၏ဝိရိယထုတ်၍အလုပ်ကိုလုပ်လျင်ဝိရိယအကျိုးခံစားရမည်ဟုသောစကားသည်မငြင်းနိုင်သောစကားဖြစ်၏သို့တော်လည်းဝိရိယထုတ်၍အလုပ်ပြီးတည်ဆုံးသူအကြောင်းတစ်စုံတစ်ခုကြောင့်မတော်တဆအလိုလဲချောချောဖြစ်ခြင်းများလည်းရှိနိုင်လေသည်ဤလောကသည်မမြင်နိုင်သောစက်ကြိုးတွေရှုပ်ပွေ၍နေသောလောကဖြစ်၏နီလန်းတစ်ခုသည်အဘယ်မျှပင်ဟုတ်မှန်တော်လဲအခက်မသိသည့်အခါများရှိတတ်ခြင်းကြောင့်ထိုနီလန်းကိုမဟုတ်မမှန်သောနီလန်းဟုမဆိုနိုင်ပေကြီးပွားအောင်မြင်လိုသူမှာယုံကြည်သောစိတ်ထက်သန်သောစိတ်ဖြစ်လိုသည့်အခြေအနေကိုကြည်လင်စွာမြင်သောစိတ်နှင့်လုပ်ဖို့သာလို၏ဖြစ်မည်မဖြစ်မည်ကိုကြောင်းကြပူပင်တွေးခေါ်ရန်မဟုတ်ပေဘာကိုဘလို့စ၍လုပ်ရမည်ကိုလည်းအလိုလိုမြင်လက်လမ်းပေါ်၍လာပေလိမ့်မည်လူ၌ရှိသမျှသောအရာတို့သည်အမွေးတစ်ချောင်းမကျန်အတုံးကြသည်အထင်မြင်ပေါက်ခြင်းသည်အတုံးကြဆုံးအစွမ်းဆုံးသောလက်နက်ဖြစ်လေသည်ဒီတုကအဆောက်အဦကိုဆောက်လုပ်မည်ရှိသည့်အခါစိတ်၌အထင်မြင်ဖြင့်ဆောက်လုပ်ပြီးဖြစ်လေသည်ပရိသတ်နှင့်ဖြစ်ခြင်း၌ပင်စိတ်၏အထင်မြင်သည်တတိသားကိုထိခိုက်လျက်ရုပ်သွင်းအစင်းအယောင်ကိုမမြင်နိုင်လေရာတစုံတစ်ခုကိုထက်သန်ကြည်လင်စွာလိုချင်သောဆန္ဒနှင့်အထင်မြင်ပေါက်ခြင်းယုံကြည်ခြင်းသည်အပြင်အပများစွာလွယ်ကူသောအလုပ်များ၌အဘယ်အတွက်မဖြစ်မြောက်နိုင်ပါမည်နည်းလွယ်ကူသည်ဆိုခြင်းမှာအထူးပြရမလို့ပေလောက၌မိမိကဲ့သို့သောလူတွေဖြစ်မြောက်အောင်မြင်၍နေကြခြင်းများကိုကြည်နေဖို့သာလို၏ဂိမ်းသည်ဖြစ်နိုင်သောအရာများမှုသာ၎င်းတို့ဖြစ်မြောက်ကြ၏ငါဘာလို့မဖြစ်ရမှာလဲဟုယုံကြည်ဖို့သာရှိ၏အခန်းနှင့်ပျော်သောစိတ်အထင်ကြီးသောစိတ်မြင့်မြင့်ကြံသောစိတ်တို့သည်ကအောင်စိတ်များ၏ဘယ်တော်သားများသည်၎င်းတို့ကိုစုယုံ၍အောင်စိတ်သည်ဟုသောစိတ်ဘို့ကိုရအောင်ပြုရ၏လောကကိုမမုန်းနှင့်အိမ်သာလင်ဧလာသည်လူသားလင်လတ်လာသည်ကြွယ်ဝသောလောကဓာတ်ကြီးကိုရှုကြွယ်ဝသူတွေကိုမြင်၍ဝမ်းမြောက်လျက်ငါသည်ဤကြွယ်ဝသောလောကကြီးတစ်ခုလုံး၏ကြွယ်ဝသောစိတ်ပိုင်းတစ်ခုဖြစ်၏လူတော်တွေလွန်စွာကောင်းကြပါကလားဒီလူတွေမရှိရင်ငါတယောက်တည်းနေ၍မဖြစ်ငါ၏အိမ်သားအားလုံးတော်မှနေနိုင်မည်မဟုတ်ပေတကားဤလူစုလူဝေးကြီးမှာငါနေရ၏ဒေါကနာထဲမှာတယောက်တည်းနေသူမဟုတ်အားရှိစရာပေတကားပျော်စရာကြီးပေတကားဥပင်ကြောင်းကြဖွယ်ရာဘာရှိတယ်လဲဟုသောကြည်နီမြင်နေနှင့်လောကကိုကြည်မမုန်းနှင့်လောကကိုချစ်ဤကဲ့သို့သောဉာဏ်မျက်စိဖြင့်လောကနှင့်လူတွေကိုကြည်လူစွာရှုတတ်သောလူ၏စိတ်နှလုံးသည်အမြဲတောက်ပကြည်လင်ပျော်ရွှင်၍နေလိမ့်မည်ထိုသူထံသို့လလဘကောင်းကျိုးမင်္ဂလာတို့သည်ခိုသွေးသလိုအလိုလိုစုဝေး၍လာရောက်ရလေသည်ပျော်သောစိတ်တတ္တိပျော်သောလူတစ်ယောက်ရှိရင်ပတ်ဝန်းကျင်အနီးပါလူဟုသည်များအပျော်ကူးစိတ်လက်မိမိနှင့်ကူ၍ပျော်သည်များလူတို့၏စိတ်သည်ကောင်းကျိုးမင်္ဂလာတို့ကိုကူညီ၍ဆွဲဆောင်သဖြင့်အလုံးမှချမ်းသာနိုင်လေသည်ပျော်သောစိတ်သည်ခိုင်လုံသောစိတ်ဘေးရန်ကင်းသောစိတ်ယောဂဗျာများမကတ်နိုင်အောင်ပျော်စေထိုး၍ထားသောစိတ်ဖြစ်သည်ထိုစိတ်သည်ပြန်ပြောကြွယ်ဝသောစိတ်ဖြစ်၏အကြောင်းမူကားကြွယ်ဝသောလောကဓာတ်တစ်ခုလုံး၏အစိတ်အပိုင်းဖြစ်၍နေလေသည်ထိုစိတ်သည်ကျဉ်းမြောင်းသေးငယ်သောနှုတ်စိတ်မဟုတ်ချစ်ချုပ်ကုတ်ကတ်သောစိတ်ကြစ်စိတ်ကြက်စိတ်မြင့်ဆုံးစိတ်ညစ်စိတ်လိမ်စိတ်ထွေးစိတ်ကောက်စိတ်ချောက်ကလေးတွေမဟုတ်ပေဇုံပြေသောစိတ်ချောင်လွယ်သောစိတ်ဝင်ဆန့်သောစိတ်အဘယ်နေရာမှာဆိုရှောကနေဝင်သောစိတ်ဖြစ်လေသည်ချစ်ချုပ်စစ်စီနှမျောသဖြင့်ဝဲချမ်းရ၌တပြားနှစ်ပြားစစ်ကအချိန်ဖြုံးလူမှာကုံသောအချိန်သည်တပြားနှစ်ပြားမကတန်နိုင်လေသည်ထိုလူမျိုးမှာမတုံးမစားစစ်စီစုဆောင်သဖြင့်မငတ်တော့လဲကြီးကျယ်သောစိတ်မျိုး၏အဆွဲတမ်းမျိုးမရှိသဖြင့်ကြီးကြီးကျယ်ကျယ်မဖြစ်နိုင်မတော်တဆတစုံတရာဖြစ်၍စုဆောင်ထားသောအထုပ်ကလေးကိုထိရင်လက်နှပေတာမြောင်းတဲ့သို့ရောက်ရတယ်လို့နှဲ့စွာမြုပ်ဆင်းတတ်ကြလေသည်စိတ်ကြီးသူများမှာအကုန်ဆုံးမပျက်စီးတော့လဲမဖြုတ်မိမိတကူကိုယုံ၏ဆွဲသည့်အတိုင်းလဲပြန်၍တက်နိုင်လေ၏မြင့်မြတ်သောစိတ်ထားနည်းလောကနှင့်လူတွေကိုချစ်ခင်ရမည်ဆိုရ၌အပေါင်းအသင်းအရေးကြီးခြင်းပါဝင်လေသည်ပညာရေးဘာသာရေးစသည့်ကောင်းမြတ်သောအလုပ်တို့နှင့်ဆိုင်သောအသင်းများကိုဝင်ခြင်းသည်လူကောင်းသူကောင်းများကိုတာ၍လွယ်ကူစွာတွေ့မြင်ရသဖြင့်ကြီးပွားရေးလမ်း၌အကူအညီတွေဖြစ်ချလေသည်လူသည်အသင်းဖွဲ့နှင့်နေရသောတရားမျိုးဖြစ်သည်စစ်စီကုတ်ကတ်တွေ့တာချစ်ချုပ်စိတ်နှုတ်စိတ်သေးကုံလုံးလေးကွေးစိတ်ကလေးမဟုတ်လက်ဝဲငွေကြေးတပြားမှမရှိလျက်ကြွယ်ဝနိုင်သောစိတ်ဖြစ်၏
ရုပ်ရှင်ဇက်လိုက်မိမလူရွှင်တော်ဖြစ်သူကဘာကျော် Mary Dressler သည်ထိုစိတ်မျိုးရှိသဖြင့်နယူးယောက်မြို့၌လက်ဝဲဘတ်ကားခအများမရှိပဲထိတ်တန့်မြင့်ဆုံးသောလူတို့၏အစုအဝေးမှထင်ပေါ်၍နေခဲ့မှုသည်ထိုအခါရုပ်ရှင်၌မပါနာမည်လည်းမရှိအလုတ်ကိုင်းလည်းမရှိတိုင်ကျိုးဆောင်အလုပ်များ၌ပါဝင်ကျိုးဆောင်ရင်ပထမတန်းလူများနှင့်ပထမတန်းစပွဲမှထိုင်ခဲ့ရ၏လက်ထက်၌တကြတပြားရှိလျင်ဗန်တိုင်း၌တန်းပေါင်းများစွာကြံသေးတယ်လို့ပြစ်ခတ်သုံး၏၎င်း၏စိတ်၌ထိုအခါကပင်မိမိကိုယ်တိုင်ဆင်းရဲသူဟုမထင်ခဏငွေကြေးကျပ်နေသောတထေကြီးတယောက်၏စိတ်မျိုးကိုထား၏ဘယ်များလောက်သေးငယ်သောအလုပ်ကိုလုပ်ရစေကမူအလုပ်ကိုကောင်းအောင်လုပ်ခြင်းဖြင့်မိမိကိုယ်ကိုကြီးကျယ်စေ၏ရှိတ်စပီယာသည်မိမိဖခင်နှင့်အတူအသားရောင်သောအလုပ်ကိုလုပ်ရစဉ်ကအသားကိုစတိုင်နှင့်လှိထုတ်လေရှိသည်လူနေချုံများစိတ်နေပုံဖြားဟုအပြောခံရခြင်းသည်မခံချင်စရာမဟုတ်ပေဘုံဖြားကိုစိတ်မရောက်လျင်ခြုံကြားမှထွက်ရမည်မဟုတ်ပေအပြောကြီးသူကိုမရှုတ်ချအပ်ပေအပြောကြီးသူများသည်စိတ်မှလည်းကြီးတတ်ကြလေသည်တကူရဲနေခြင်းသည်ဓမ္မတာသဘောတရားနှင့်ဆန့်ကျင်စွာကျင့်ရသို့ရောက်လေရာဆန့်ကျင်မှု၏မကောင်းကျိုးကိုတင်သလောက်ခံရတတ်လေသည်ကြီးပွားတင်သလောက်မကြီးပွားပဲနေတတ်လေသည်ပေါင်းတင်ဆက်ဆံရ၌ကိုချင်းစာတရားကိုအရာရာမှာတိတတ်ခြင်းမိမိကိုယ်တိုင်မခံချင်သောအပြုမှုအလေးအကျင့်အသုံးအနှုန်းတို့ကိုသူတစ်ပါးကိုမပြုအပ်ခြင်းမဆိုင်သောအရေးကိစ္စ၌မပါဝင်အပ်ခြင်းသူတစ်ပါးအပြုမှုတစ်စုံတစ်ခု၌အပြစ်မြင်လျင်၎င်း၏နေရာ၌မိမိကိုယ်ကိုထား၍ကြည့်ကမိမိကိုယ်တိုင်၌၎င်းပြုမှုတို့ပြုပေလိမ့်မည်ဟုအတွေးပေါ်ချေကထိုသူ၏အပြစ်ကိုလစ်လျူရှုရမည်သူတစ်ပါး၌အပြစ်တစ်စုံတရာမြင်သည့်အခါတိုင်းဖော်နိုင်တဲ့လောက်ဖော်၍တွေ့ရမည်တစ်စုံတစ်ယောက်ကမိမိအားအခြားသူတစ်ယောက်မကောင်းကြောင်းကိုလာပြီးပြောကနားထောင်ကပြောသူကိုအာမပေးကောင်းပါမိကိုယ်တိုင်ကလည်းမပြောရတစ္ဆာရှိခြင်းယောက်ျားပိသားခြင်းဂတိတီခြင်းရိုးဖြောင်ခြင်းတို့မှာလူတိတိဖြစ်စေလူမတိတိဖြစ်စေထိန်းဆောင်ရ၏လုံကြီးအထင်နှင့်မယုံမသားမပြုအပ်ပေတနေ့တနိုင်ပေါ်တက်လေသည်ငရဲကိုကြောက်တတ်သောကြောင့်မကောင်းမှုကိုရှောင်ကျဉ်သောလူကိုချီးမွမ်းမှုရမရှိမကောင်းမှန်းသိသောကြောင့်မကောင်းမှုကိုမုန်းထား၍ကိုချင်းစာတရားနှင့်ရှောင်ကျဉ်မှမြင့်မြတ်လေသည်စိုးသွမ်းသူကိုမမုန်းအပ်စိုးသွမ်းမှုကိုသာမုန်းရမည်အိတ်တာတရားများဟု၍ကုထလူနာဆွဲသူထက်ဆိုးသည်ဟုဆွဲမှတ်ပါလေလူမြင်အောင်လူချီးမွမ်းအောင်ကောင်းမှုကုသိုလ်ပြုခြင်းနဲ့ကောင်းမှုတသက်ကိုနှစ်သက်သဘောကျ၍ပြုခြင်းကပုံမူ၍မြတ်လေသည်မြင့်မြတ်သောစိတ်များအခါအခွင့်ကိုသိခြင်းအချက်ကောင်းမှုမြင်ခြင်းဖော်ရသောအမှုရာရှိခြင်းအလုတ်တေချာစေစပ်ခြင်းအမှတ်တညာထားခြင်းသတိရှိခြင်းတတိကိုအာမနာအပ်ခြင်းဆင်းရဲသားကိုထောက်ညခြင်းမိမိထက်အသက်ဖြစ်စေယာလူဖြစ်စေဂုဏ်တစ်ခုခုတာသူကိုတွေ့လျင်မိမိထက်သားကြောင့်စိတ်၌ဝန်ခံ၍ယူသေးခြင်းဤစိတ်များသည်ကြီးမြင့်သောစိတ်ကောင်းစိတ်မြတ်များဖြစ်ကြလေသည်အချို့သောလူငယ်တို့မှာပညာတတ်ကြလျင်ပညာကိုမှောက်လျက်ကြီးမြင့်သူတို့ကိုစိတ်၌ရှုတ်ချတတ်ကြလေသည်ရှုတ်ချသောစိတ်သည်မျက်နှာပေါ်မှာပေါ်တက်၍လူများလွယ်ကူစွာသိတတ်လေသည်မကောင်းသောစိတ်သည်တနေ့တနေ့ပေါ်ရမည်သာသည်ကြီးပွားအောင်လုပ်မည်ငါကြီးပွားမည်အောင်မြင်မည်ဟုစိတ်ကိုထားတော့လဲအဘယ်လုံးမှာအဘယ်ပုံလို့သဖြင့်ကြီးပွားမည်ကိုအမြင်အထင်မရှိကမကြီးပွားနိုင်ပေမိမိနဲ့ဆိုင်သောအလုပ်တစ်ခုကိုလုပ်ရန်ရှိသည့်အခါနီလန်းမှုတွေကိုဒေချာစိတ်ဆုံးသောရှားခြင်းအခက်အခဲကိုသိမြင်၍အဘယ်ပုံနိုင်အောင်လုပ်ပြီးအဘယ်နည်းဖြင့်ထက်ပြီးဟူသောခီးစဉ်ရှိရလေသည်ဤကဲ့သို့ခီးစဉ်ကွက်စိတ်မရပဲအလုပ်ကိုလုပ်ချေကမျက်မမြင်ခီးသွားကဲ့သို့အဘယ်များပင်အသွားကောင်းတော့လဲပင်မရင်မရှိပေမည်အချို့မှာအလုပ်တစ်ခုကိုကြံစီရ၌အခက်တွေကိုမတွေးလွယ်ကူစွာဖြစ်မိလမ်းတွေကိုသာအလွယ်တကူမြင်တတ်ကြလေသည်သို့ဖြစ်သောကြောင့်အခက်နှင့်တွေ့သောအခါတင်ကြိုပြင်ဆင်ခြင်းမရှိသဖြင့်လိမ့်လျှော်ကြရလေသည်ခက်ကြောင်းကိုသိရမည်အခက်ကိုမြင်ရမည်ဘယ်များလောက်ခက်မည်ကိုချင့်မှန်ရမည်သို့မှသာထင်မြင်သောစိတ်နှင့်ယုံကြည်ခြင်းအားအစွမ်းမှအကူအညီကောင်းရနိုင်လေသည်ဥပမာအင်ဂျင်နီယာဖြစ်လို့ကအဘယ်ပညာကိုအဘယ်များအဘယ်ပုံသင်ရမည်အဘယ်ကိုမိခိုရမည်အဘယ်အရမှနေလင်ဖြစ်လွယ်မည်စသဖြင့်အကုန်စင်တင်ကြို၍လမ်းထွင်ရမည်အဘယ်အတတ်ဖြင့်မစားလောက်အဘယ်အတတ်ဖြင့်လူများသည်ဟူသောစကားများကိုခီးမဆိုင်အပ်ပေမိမိကိုယ်ကိုထူအောင်လုပ်ဖို့သာလိုလေသည်ထူးလျင်အပြိုင်များလေထင်ပေါ်လေဟုယုံကြည်ရမည်ကြီးပွားလူသူတို့မှမိမိနှင့်နီးစပ်ရာအလုပ်ကိုကျွမ်းကျင်၍အများထက်ထူအောင်လုပ်အများမမြင်သောနီလန်းတို့ကိုမြင်အောင်ရှာထူအောင်လုပ်ရမှာကိုမကြောက်ရငါကလိုက်သူမဟုတ်ရှေ့ဆောင်သူဖြစ်သည်ဟူသောစိတ်ကိုအမြဲထားရမည်အခန်းသုံးရှေ့ဆောင်လုပ်နည်းလူတိုင်းသည်ရှေ့ဆောင်ဖြစ်လို့၏သို့သောရှေ့ဆောင်ဖြစ်အောင်မကျင့်သဖြင့်ရှေ့ဆောင်ဖြစ်ကြပေရှေ့ဆောင်ဖြစ်အောင်မည်သို့ကျင့်ရမည်နည်းမှောင်ထဲမှမနေရအလင်းမှနေရမည်ရှေ့ဆောင်လုပ်လျင်အမြဲအလင်းမှနေရမည်တောင်ထိပ်ပေါ်ကိုတက်၍ဓာတ်မီကိုထွန်းရမည်အမှောင်ဘယ်ခါမျှမခိုရချစ်သူများအောင်တတိထား
မုန်းသူများမှကိုလည်းမကြောက်ရသတင်းစာများကိုအမြဲဖတ်သတင်းစာများကိုယုံကြည်လေးစားအားထားရမည်ယခုခေတ်မှာသတင်းစာကိုမလေးမစားပြုကာမထင်ရှားနိုင်သတင်းစာကိုကပ်ဖက်လောက်ကနေမျိုးရ၏သတင်းစာကိုလက်ယုံထားရမည်အကြောင်းမူကားကြော်ညာသည့်နေရာတိုင်းမှာအရေးကြီးလေသည်အဒီတာများနှင့်ချစ်ကြွမ်းဝင်၎င်းတို့ကိုတင်နာပေးအကြောင်းမူကားလူတော်ဘာတို့သည်သတင်းစာလုပ်တယ်လို့ဖြစ်ကြလေသည်တိုင်းပြည်မှာထင်မြင်ချက်မရှိသတင်းစာဖြူလင်ဖြူကြရသည်သတင်းစာမဲလေးမဲကြလေသည်ရောင်ဖက်လာသည်သတင်းစာများကိုပဓာနမထားငါတထေငါလုပ်ရင်ဖြစ်သည်ဟုမှတ်တင်ကသတင်းစာများကိုအန်တူမိသဖြင့်၎င်း၏ကြီးကျယ်သောအလုပ်ကြီးသည်အစိတ်စိတ်မမဖြစ်ဘူးလေသည်အဆဲခံရပါစေခေါင်းဆောင်လုပ်လို့သူတို့သည်သတင်းစာ၌၎င်း၏နာမည်မကြပါအောင်တခုခုကိုလုပ်ရမည်ချီးမွမ်းခြင်းကိုမခံရပါလင်အဆဲခံရပါစေအဆဲခံရခြင်းသည်အသက်ဖြစ်သည်လုံလုံကြီးသတင်းစာ၌မပါလင်အသေးနှင့်တူလေသည်မိမိကိုယ်တိုင်နှင့်ပတ်သက်၍သတင်းကိုလုပ်ရမည်အချို့သောအမှတ်များသည့်သတင်းစာကိုအားကိုးပြု၍တက်ကြ၏ထို့နောက်သတင်းစာလေးခုသောညံကိုမမီလိုပြီးမှတ်တင်ကမထီမဲ့မြင်ပြကြ၏တို့ဖြစ်၍ကြားကြလေသည်သတင်းစာသည်မြင့်အောင်လဲတင်နိုင်သည်တီးအောင်လဲထောက်ခံနိုင်၏ကြားအောင်လဲချနိုင်လေသည်ရှေ့ဆောင်လှုပ်လို့သူသည်နောက်ပါတို့ကိုရှာ၍နေဖို့မလိုအများကြီးမဆိုင်ပဲမနေနိုင်သောအရာတစ်ခုကိုလုပ်သတင်းစာဆရာများမိမိထံပြေးပြီးလာအောင်လုပ်ဖို့သာလိုလေသည်လူသည်ထူးသောပုဂ္ဂိုလ်ကိုရှ िख ိုခြင်း၏ပူဇော်ခြင်း၏ညှောက်ခြင်း၏ထူးခြားသည်ဟုမိမိတို့မှတ်တင်သောပုဂ္ဂိုလ်တစ်ယောက်အတွက်ဆင်းရဲဒုက္ခကိုခံရဖို့ဝန်မလေးကြပေအဟုတ်တကယ်စိတ်ကောင်းစေတနာကောင်းတဲ့တခုခုကိုတိတိယောက်လုပ်လေနောက်လိုက်တွေကိုရေးဆောင်လို့မလုပ်ပေမရှိစကားလူတစ်ယောက်မှာဗန်တိုင်း၌ငွေ1000ကျော်ခန့်အနံ့ထား၏အခါတစ်ပါး၌၎င်းနှင့်ရင်းနှီးသောမိတ်ဆွေတစ်ယောက်မှာငွေ3-400ခန့်လူရည်နေသဖြင့်အခက်အခဲကြီးစွာကြုံလေရာငွေ1000ရှင်ဖြစ်သောမိတ်ဆွေသည်ချေရနုနုပေးရနုနုမှတ်တင်ဆိုရင်လည်းရှိနေသည်မိမိမှလည်းအခက်အခဲကြီးစွာတွေ့နေကြောင်းနည်းနည်းစာညစာမှအနန္တရအောင်ကြက်တယ်စွာကြိုးစားနေရကြောင်းများကိုမကြပြောလေ၏ထို့နောက်4-5 လခန့်ကြာတော့က၎င်း၏ငွေများအနန္တရာဗန်၌ပြည့်သဖြင့်ငွေ1000ကျော်အကုန်ဆုံးမပြီးပြောခဲ့ဘူးသည့်တိုင်တကယ်ဆင်းရဲဒုက္ခဖြစ်လေနည်းနည်းစာညစာမှမစားသောအချိန်ဒီသို့ရောက်ခဲ့လေသည်၎င်းသည်မိမိတို့၏ငွေကိုထုတ်၍ချေရမှစိုးသောကြောင့်မရှိကြောင်းကိုတရံလုပ်လျက်တရုတ်တူအောင်ပြောချင်နိုင်မိမိကိုယ်တိုင်အဟုတ်ယုံကြည်မိသဖြင့်ဆင်းရဲဒုက္ခဖြစ်ဖို့အကြောင်းတွေကိုထိုယုံကြည်သောစိတ်ကဖန်တီး၍ပေးခြင်းဖြစ်လေသည်တို့ဖြစ်လျာပေးရကံရမှစိုးသဖြင့်မရှိဟုသောစကားကိုအသုံးပြုခြင်းသည်အဟုတ်တကယ်မရှိသောအခြေအနေကိုဖြစ်တတ်လေသည်မရှိခြင်းကြောင့်ကိုပြောလည်းမပြောရတွေးလည်းမတွေးရကိုယ်တိုင်မရှိခြင်းကိုလည်းမပြောရမတွေးရပေရှိသောအနေရှိသောဟန်ရှိသောအသွင်ကိုဆောင်လျက်အနေထိုင်မှစ၍အရာရာမှရှိသူတရားဟုမိကိုယ်တိုင်စိတ်နဲ့၎င်းခြားလူတို့စိတ်နဲ့၎င်းအထင်မြင်ပေါ်ပေါက်အောင်ပြောဆိုနေထိုင်ရလေသည်လူစိတ်သည်ရက်စစ်တတ်နှင့်တူ၏ positive က layer နှင့် negative က level ဟူ၍ရှိ၏အောင်မှာပဲဖြစ်ရမှာပဲရမှာပဲတွေးမှာပဲချမ်းသာမှာပဲဟုသောမျော်လင့်ယုံကြည်ကိုးစားသောစိတ်သည်လက်ရာဖြစ်၍မဖြစ်ပါဘူးမတွေးပါဘူးမရပါဘူးနေရာမကျပါဘူးဟုသောစိတ်သည်လက်ဝဲစိတ်ဖြစ်လေသည်လောကကြီး၌ကြီးပွားသူတို့မှာအရာရာ၌မျော်လင့်ယုံကြည်ခြင်းဟုခေါ်ဆိုအပ်သောလက်ရာစိတ်သည်လက်ဝဲစိတ်ထက်ပုံမူ၍အားကြီးလေသည်အလုပ်တစ်ခုကိုလုပ်တိုင်းအကြံတစ်ခုခုကိုကြံတိုင်းစိတ်ထားဖို့မူတတိထားပြီးလက်ရာစိတ်အမြဲရှိအောင်လက်ဝဲစိတ်ဝင်ခွင့်မရအောင်တတိထားအပ်လေသည်နပိုလီယံအလက်ဇန်ဒါလောင်မင်းတရားဤပုဂ္ဂိုလ်များသည်အဘယ်အတွက်ကြောင့်တကူကြီးကြသည်နည်း၎င်းတို့၏တပ်များသည်အခြားတပ်များနှင့်မတူရှင်မင်းကိုယ်တိုင်ချီသောတပ်များဖြစ်ကြသဖြင့်အခြားတပ်များထက်ပုံမူအားမြောက်ကြလေသည်တို့ဖြစ်လျာရှင်မင်းကိုယ်တိုင်ချီသောတပ်ကိုစစ်သူကြီးများခုခံနိုင်ရန်ခက်ခဲလေသည်ရှင်မင်းကိုယ်တိုင်ချီတက်သောတပ်ကိုအင်ရှင်မင်းသားများသာခုခံနိုင်သည်ဘုရင်ကိုစစ်သားများသည်အထူးအားကိုးကြ၏ဘုရင်မြောက်စားခြင်းခံရမည်ဟုသောအားကိုးတစ်ခုသည်လည်းလွန်စွာကြီးမားသောတတ္တိကိုဆောင်လေသည်အလုကိုင်၌လည်းမျောလင့်ယုံကြည်သောစိတ်သည်ဘုရင်နှင့်တူ၏ထိုစိတ်သည်ခက်ခဲခြင်းတို့ကိုသိငယ်သောစိတ်ဖြစ်စေသည်ထိုစိတ်သည်အောင်မြင်ခြင်း၏အကြီးဆုံးသောအားအကြီးဆုံးသောအင်ဂျင်ဖြစ်လေသည်ထိုစိတ်သည်နှိုးကြားလှုပ်ရှားထကြွခြင်းနှင့်ဒွန်တွဲ၍နေ၏ထိုစိတ်ကြောင့်နှိုးကြားခြင်းကြောင့်ထိုစိတ်လိုတက်လေသည်စိတ်ပြည့်ဖွယ်ရာစကားကိုပြောခြင်းတွေးခြင်းသည်အောင်မြင်ခြင်း၏အားအရှိန်ကိုဖြိုဖျက်သည်နှင့်တူ၏စိုးစွမ်းမြဲမျောလင့်တောင့်တ၍နေသောအရာတစ်ခုသည်ပြည့်စုံခြင်းဖြစ်သို့တနေ့တစ်နေ့ရောက်ရလေသည်အခန်းလေးအထင်မြင်ပေါအောင်လုပ်နည်းမိမိတကိုယ်ကြီးသောစိတ်ကိုမိမိကိုယ်တိုင်လေ့ကျင့်လျင်အထင်မြင်ပေါက်နိုင်၏ psychometry ပညာကိုကြည့်လောအဆွေဤစာကိုတေချာစွာဖတ်ပါအလွန်အဖို့တန်၏လူတစ်ယောက်မှာ
အထိတ်အမှတ်တစ်မျိုးစီရှိတတ်လေသည်ထိုထိတ်အမှတ်သည်တစုံတရာကိုလောက်ရနိုင်ဖြစ်စေရစရာတစ်ခုရှိသွားရနိုင်ဖြစ်စေဖြစ်မည်မဖြစ်မည်ရမည်မရမည်ကိုတင်ကြွ၍သိမြင်တတ်သောစိတ်ဖြစ်လေသည်ထိုစိတ်သည်လင်းမြန်စွာပေါ်လာ၍လင်းမြန်စွာပျောက်တတ်၏တခါတရံလင်းမြန်စွာဆောင်ရွက်ဖို့ရန်အားကိုပေးတတ်လေသည်ထိုထိတ်အမှတ်များကိုသတိနှင့်မှတ်သားလျင်အသိမြင်ကိုအတော်တန်ရရှိနိုင်လေသည်အချို့သောလူများမှာလူတစ်ယောက်ကိုတွေးဖို့ဖြစ်စေကိစ္စတစ်ခုနှင့်ဖြစ်စေသွားလာရန်ရှိသည့်အခါရုတ်တရက်အကြံပေါ်ပြီးချက်ချင်းထား၍သွားလျင်အောင်မြင်တတ်ကြသည်မသွားခြင်းတို့လိုစိတ်မပတပါသွားလာသည့်အခါမအောင်မမြင်ဖြစ်တတ်လေသည်တို့ဖြစ်သောကြောင့်လာကလေးကစိတ်လေးလေးပဲဒါကြောင့်နေရာမကျတာပဲဟူသောစကားများကိုပြောတတ်ကြလေသည်စင်စစ်စိတ်လေးခြင်းမဟုတ်မတော်မလားလူချင်းစိတ်မပါခြင်းတစ်မျိုးဖြစ်တတ်လေသည်ဒုကဲ့သို့ဖြစ်သည့်အခါအဘယ်အတွက်မသွားလို့မလာလို့သည်ဟုအကြောင်းပြစရာလည်းမရှိတတ်ပေသို့ပါလေသွားလာကြံစီသည့်အခါအလွယ်လွယ်ချောချောတွေဖြစ်တတ်လေသည်သတိပြုကအမှတ်တညာထားတတ်သူတို့မှာထိုနည်းဖြင့်တင်ကြိုသိမြင်နိုင်သောအမြင်ကိုရရှိနိုင်လေသည်သို့သောလည်းထူးဆန်းသောအချက်တစ်ခုမှာမိမိသိမြင်သည်ဟုထင်မှတ်ထားသောအရာတစ်ခုကိုနှုတ်မှဖွင့်ပြောသည့်အခါမှတ်တတ်ခြင်းဖြစ်လေသည်အခါများစွာအလုပ်တစ်ခုနေရာကျမီမကျမီကိုအလိုလိုတင်ကြိုသိလျက်နှုတ်မှမပြောဘဲနေလိုက်၏နောက်မိမိထင်သည့်အတိုင်းဖြစ်၍လာတတ်၏တို့ဖြစ်၍လာသည့်အခါငါထုတ်မပြောလိုက်မိဘူးပြောလိုက်ရင်အမှန်သာပဲဟုတွေးတတ်လေသည်အကယ်၍မိမိအထင်အမြင်ကိုထုတ်ဖော်ပြောချေကလည်းမှားတတ်လေသည်စာရေးသူသည်ဤနည်းဖြင့်အခါခါသိလူ၏ဖွင့်၍မပြောလေမှန်၍ပြောလင်မှားပြီးသာများခဲ့လေသည်အကြံစီတစ်ခုနှင့်ပတ်သက်၍သွားလာဖို့ရှိသည့်အခါမသွားခြင်းပဲအေး၍နေပြီးမှပစုံတရားကတိုက်တွန်းတဲ့ပြင်သွားသည့်အခါမှတ်မှရင်ရင်ဖြစ်သည်သာများခဲ့၏တခါတည်းအလိုလျောက်စိတ်လက်ပေါ်ပါလင်းမြန်သွားသည့်အခါအောင်မြင်သည်သာများခဲ့လေသည်ဤထင်မြင်စိတ်သည်လူ၌ရှိသော subconscious mind ခေါ်အတွင်းစိတ်၏တတ္တိဖြစ်လေရာထိုအတွင်းစိတ်သည်နှိုးဆော်ချက်တို့ကိုသတိနှင့်မှတ်သားထားလေရှိသောသူသည်မိမိ၌ဖြစ်ရောက်မည့်အရာတစ်ခုကိုတင်ကြို၍သိတတ်သောအမြင်ဉာဏ်ကိုရနိုင်လေသည် premonition ဟုခေါ်သောအသိဉာဏ်သည်ထိုစိတ်၏အသိပင်ဖြစ်၏ဘေးအန္တရာယ်တစ်ခုဖြစ်မည်ကို၎င်းတင်ကြို၍သိမြင်သောတတ္တိသည်လူတိုင်းမှာရှိလေရာဖြစ်ပျက်တွေ့ကြုံသမျှတို့ကိုထိုသိသည့်အဘယ်နည်းအဘယ်ပုံပေါ်ပေါက်လာခဲ့သည်များကိုပြန်လည်တွေးတော့စစ်စစ်ဆင်ခြင်လေးရှိသောသူတို့နှင့်နေ့စဉ်သတ်မှတ်ထားသောအချိန်နာရီထား၍စိတ်ငြိမ်စွာတစုံတရာကိုမျှမတွေးတော့ဘဲနေနိုင်သောအကျင့်ကိုရသူတို့မှာထိုသိသည့်တာလွန်၍ထင်ရှားစွာပေါ်ပေါက်နိုင်လေသည်ထိုကြောင့်နှင့်ပတ်သက်၍ psychometry နည်းတစ်ခုကိုဖော်ပြအပ်ပေသည်တကားထိုနည်းသည်ဉာဏ်မြန်စွာကျင့်သူတို့အားများစွာအကျိုးဖြစ်ထွန်းသောနည်းဖြစ်လေသည်လူ၏စိတ်သည်ထိရောက်သမျှမှာအမှတ်ကိုထင်လေ၏ထိုအမှတ်သည်ထိုလူပင်ဖြစ်လေရာမျက်စိနှင့်မမြင်နိုင်တော့လဲအမှန်ရှိလေသည်အခန်းတစ်ခု၌လူတစ်ယောက်နေလျင်ထိုလူလို့သမျှကိုင်သမျှကြံစီသမျှတို့သည်ထိုနေရာ၌တရံအမှတ်တွေထင်၍ကြံရရာကဘာကုံတော်လည်းမပြောင်းမပြတ်အမြင်ပေါက်ရောက်သူတို့သည်၎င်းအကြောင်းတစ်ခုကြောင့်ရုတ်တရက်မြင်တတ်သောစိတ်၌အခြေအနေသို့ရောက်သောသူတို့သည်၎င်းထိုတရံများကိုမြင်တတ်ကြလေသည်ကျွန်တော်တို့၏တရံများသည်ကျွန်တော်တို့နှင့်တည့်၍အလင်းရောင်ရှိသောနေရာတိုင်းမှာရှိထိုတရံများကိုမမြင်ကြပေမြင်နိုင်သောကိရိယာဖြင့်ကြည်လင်ကမြင်ရလေသည်ဥပမာအသင်စာဖတ်သူသည်အိမ်ရှိဝရဏ၌ရှိနေအသင်၏တရံသည်လမ်းမမှလည်းရှိအထက်မှလည်းရှိအလင်းရောင်အပြင်အသင်နှင့်တက်တက်ရှိနေသောနေရာဟုသည်များမှာအသင်ရှိနေ၏လမ်းမ၌ကအသင်ကိုမမြင်ရပေမြင်အောင်လုပ်ဖို့ရန်ကိရိယာသာလို၏ထိုကိရိယာကရှာမဟုတ်မှန်ပင်ဖြစ်လေသည်အသင်၏တရံထိုနေရာကိုမရောက်လျင်ဘယ်နည်းဖြင့်ထိုနေရာမှာထားသောမှန်တဲ့၌ပေါ်ရပါမည်နီနေ့စဉ်မြင်ရသည့်အတွက်ရိုးရွေ့နေသောကြောင့်မစင်စားဘဲနေ၏စဉ်းစားလျင်လွန်စွာအံ့ဩဖွယ်ကောင်းလေသည်ထိုတရံသည်မပြောင်းမပြတ်လင်းရောင်တဲ့သို့လေမြန်စွာသွား၍နေ၏တကိုးကြီး၍အားကောင်းသောမှန်နှင့်ပင်လျင်စကြဝဠာတစ်ဖက်မှအသင်တရံကိုမိနိုင်၏အသင်သေးတော်လဲထွက်ပြီးသောတရံတို့မှာမပြောင်းမပြတ်သွားလက်သာရှိလေရာအသွားမြန်အားကြီးသောကြောင့်ပထမမှန်နှင့်ဖိုင်းတော်နေရာ၌အသင်တရံကိုမရတော့ပေအကြောင်းမူကားတေပြောက်ပြီးဖြစ်သောကြောင့်ထိုနေရာသို့အသင်၏အသစ်ဖြစ်သောတရံသည်ထမှန်၍မရောက်ပြီးသောတရံတို့မှာတစ်စက္ကန့်လျင်အသင်တရံ၌မရောက်သေးသောစကြဝဠာတစ်ခုမှာစောင့်ရဖန်လျင်ရနိုင်၏သို့တော်လည်းတစ်စက္ကန့်လျင်မိုင်ပေါင်းထောင်သောမကပြေးသောတရံမှာတရံပေါင်းမရေတွက်နိုင်အောင်ထပ်ခါအဆက်မပြတ်တိုး၍နေမှသာမြင်နိုင်မှုရှိလေသည် psychometry ပညာမှာစိတ်ကိုငြိမ်သက်စွာပစုံတရားကိုမျှမတွေးမထင်ပဲလေဟာပင်ကဲ့သို့ထားခြင်းနှင့်တရံများပေါ်လာအောင်လေ့ကျင့်အတတ်ဖြစ်လေသည်လေ့ကျင့်ခြင်းကြည်လင်သောဖန်ခွက်တွင်၌ကြည်လင်သောရေကိုထည့်၍
အလင်းအောင်ညီမျှသောနေရာ၌ထားထိုဖန်ခွက်ထဲ၌တစ်ဖက်လင်းတစ်ဖက်မှောင်အလင်းအောင်စာနာတွေအပြတ်တက်တွေမရှိစေရတသားတွေကြည်လင်စွာမှန်ကဲ့သို့ရှိစေရမည်နက်နဲ့တိုင်းအချိန်မှန်စွာချမ်းသာစွာထိုင်လေထိုဖန်ခွက်ကို9မိနစ်စသဖြင့်ကြည့်စူညံခြင်းမရှိစေရစိတ်ကလည်းလွတ်မာခြင်းမဖြစ်စေရမြင်လို့သောအရာများကိုလည်းစိတ်ကူ၍မကြည့်ရတခုခုပေါ်လာလိမ့်မည်ဟုမျှော်လင့်လျက်ကြည့်9ရက်တလကြည့်လင်ဒေါတောင်မိုးတိမ်တရံများပေါ်၍လာ၏ထိုကတိလိုသောအရာကိုမေးဥပမာမန္တလေးမှာရှိသောမောင်ဖြူဘယ်နဲ့နေတယ်လဲဟုအမေမောင်ဖြူဖြစ်ပြ၍နေပုံပေါ်လာလေသည်ဤနည်းကိုဓာတ်ဖန်လုံးကြည့်သည်ဟုအဖိုးမြောက်များစွာနှင့်ရောင်းကြလေသည်မဖြစ်နိုင်သောနည်းလည်းမဟုတ်ပေတခြားနည်းမှာတစုံတရာ၏အကြောင်းကိုသိလိုလျင်ထိုသူ၏သပင်ဝတ်အမြဲတုံးသောပစ္စည်းတစ်ခုခုကိုနှစ်ဖူး၌ကပ်ကစိတ်ကိုဟာလာဟင်းလင်းပြု၍ထားခြင်းဖြင့်ထိုသူ၏အဖြစ်အပျက်ကိုသိမြင်နေဖြစ်လေသည်ဤကလူတို့လုပ်သည်များကြံသည်များလောကဓာတ်၌မပြောင်းမပြဲကောင်းထဲကဲ့သို့ကြံရှိခြင်း၏တသက်များသာဖြစ်ကြရာညီသက်သောသူ၏စိတ်၌ထိုတရံတို့သည်လာရောက်ပေါ်ပေါက်တတ်လေသည်လောက၌ကောင်းသောအလုပ်ကောင်းသောအကျင့်အောင်မြင်ခြင်း၏နိလန်စသည်တို့သည်တရံတွေဖြစ်လျက်နေရာညီသက်သူ၏စိတ်၌ထိုတရံများပေါ်ပေါက်တတ်၏၎င်းပေါ်ပေါက်သောတရံများကိုအသုံးချခြင်းဖြင့်အောင်မြင်နိုင်လေသည်အခက်အခဲတစ်ခုနှင့်တွေ့ကြုံရ၌အဘယ်ပုံနိုင်ရပါမည်နည်းနိုင်ဖို့နိလန်လည်းဧကံပေါ်ရမည်ဟုယုံကြည်လျက်မျှော်လင့်စိတ်ငြိမ်သောနေရာမှာစိတ်တကားကိုဖွင့်လျက်စုံတရားကိုမျှမတွေးပဲထိုခက်ခဲကိုအောင်မြင်ဖို့နိလန်ပေါ်လာမည်ကိုသာစူးစိုက်စွာစွဲ၍ထားချေကထိုခက်ခဲမျိုးကိုဖြိုခဲ့မှုသောသူတို့၏မပြောင်းမပြတ်သောနိလန်များသည်တရံဖြစ်နှင့်ပေါ်လာတတ်လေသည်တခါတရံ၌အိမ်မက်၌ပေါ်လာတတ်လေသည်စူးစိုက်စွာကြံစီသောစိတ်သည်အတွင်းစိတ်သို့ပေါက်ရောက်၏အတွင်းစိတ်သည်အဘယ်များလောက်တကိုးကြီးသည်ကိုကျွန်ုပ်တို့၏ဒုက္ခချမ်းသာစိတ်ပညာကျမ်း၌တွေ့နိုင်၏ထိုတကိုးကြီးသောစိတ်သည်အမြင်ဉာဏ်ကိုဖြစ်စေသည့်တရံများကိုစောင့်၍ပြမြဲဖြစ်လေသည်လိုချင်တောင့်တသောအရာတစ်ခုကိုသည်စူးစိုက်စွာထင်မြင်တွေးကြံလျက်ရမည်ဟုအမြဲယုံကြည်လျင်ရမည်သာသည်စိတ်ညစ်ခြင်းရှုပ်ပွေခြင်းသည်အထင်မြင်စိတ်ကိုအနှောက်အယှက်ဖြစ်စေ၏တို့ဖြစ်လျာကောင်းကျိုးမင်္ဂလာတို့ကိုဆွဲဆောင်၍မရဟုသောအကျိုးမင်္ဂလာတို့ကိုသာဆွဲဆောင်ရန်ဖြစ်လေသည်အဆိုးကာကွယ်နည်းမကောင်းသောမင်္ဂလာတို့သည်တစ်ခါလာလျင်စုဝေး၍ဆက်ခါလာတတ်သည်မှာတခြားကြောင့်မဟုတ်တစ်ခါဒုက္ခအတွေ့မှာစိတ်သည်အာနယ်ဆုပ်ယုပ်မှောင်ကျသွားလေသည်ထိုကဲ့သို့ဖြစ်ခြင်းသည်အလားတူမကောင်းကျိုးတို့ကိုပင်ပေါ်သည်နှင့်တူလျာထက်ခါဒုက္ခတွေ့ရလေသည်အကယ်၍စိတ်အားမစွတ်မနစ်မှောင်မကျပဲရေကမောကတစုံတရားများမဖြစ်တယ်လို့နေချေကမကောင်းကျိုးတို့၏အားအရှိန်ပြက်ပြီးဆက်လက်၍မလာပဲဘေးရန်အေးချမ်းရမည်ဖြစ်လေသည်တို့ဖြစ်လျာဘယ်များပင်မတမရသောအရေးတွေဖြစ်ပေါ်စေကမူစိတ်မပြတ်ပဲကြည်လင်ရှင်ပြစွာထားလျက်နေထိုင်သောနေရာကိုလည်းတာယာတန့်ရှင်းစိတ်လက်ကြည်လင်ခြင်းဖြစ်အောင်ထားရမည်အပြင်ပရှုပ်ပွေခြင်းသည်အတွင်းစိတ်ကိုကူးဆက်ကရှုပ်ပွေတို့ကိုဖြစ်ပွားစေတတ်လေသည်အနေထိုင်တိုက်ရတာနာအဝတ်စားခန့်ညာခြင်းသည်အဆောင်လက်ဖွက်တဲ့အစွမ်းကောင်းလေသည်လှဖို့ကိုဂိမ်းမဆိုင်အပ်ခန့်ညာဖို့ကြက်တီကုံတူဖို့ကိုဂိမ်းဆိုင်ရမည်ဤကားမင်္ဂလာရှိသောအထင်မြင်အတွင်တရံတွေဖြစ်ရာမင်္ဂလာကိုဆောင်ရလေသည်မကောင်းသောအရာများကိုမိမိနှင့်ပတ်သက်၍၎င်းအခြားသူများနှင့်ပတ်သက်၍၎င်းအဘယ်အခါမျှမထင်မမြင်ကောင်း၏ထင်မြင်မိလျင်မိမိမှာထင်မြင်တယ်လို့အကျိုးပေးတတ်လေသည်ဤသူဖြင့်ငါကိုမကောင်းကြံနေသည်ငါကိုမျက်မှောင်ကျိုးနေသည်ငါကိုပြည့်စည်အောင်ကြံနေသည်အိန္ဒိပါရှင်များငါပေါ်ဘလို့သဘောထားသည်ဟုသောအကြောင်းများကိုထင်မြင်၍မနေအပ်ထိုအထင်မြင်သည်မချင်မခင်မုန်းထားရန်လိုခြင်းဖြစ်သို့ရောက်စေတတ်လေသည်အခန်းငါအပေါင်းအသင်းရွေနီအဆွေအဘယ်သူနှင့်ပေါင်းသင်းရမည်နည်းအဆွေ၏တိုးတက်ထူးချွန်ရေးသည်ကအပေါင်းအသင်းရွေးချယ်ခြင်း၌လည်းအရေးကြီး၏ကောင်းသောအချက်ကလေးများကိုတွေ့အောင်ရှာလူမှန်သမျှ၌ကောင်းသောအချက်ကလေးတွေတစ်မျိုးစီရှိ၏ထိုချက်ကလေးတွေကိုတွေ့အောင်ရှာအကဲခတ်ရမည်ထိုကဲ့သို့ကောင်းမှုရှာတွေ့သောသူမှာအလိုလိုချစ်ခင်ဖွယ်ရာအသွင်တစ်မျိုးပေါ်ပေါက်လျက်အဘယ်နေရာမှာမဆိုလွယ်ကူချုံမောစွာဝင်ထွက်နိုင်လေသည်များစွာသောသူတို့၏စိတ်ထဲမှာထိုကဲ့သို့မဟုတ်မကောင်းမှုရှာ၍ကြီးတတ်သဖြင့်မနှင့်လို့ဖွယ်သောအသွင်ကိုဆောင်ကြလေသည်အချို့သောသူများမှာမိမိတို့ကိုယ်တိုင်အတောက်အစားအပျော်ပါမရှိလူကောင်းသူကောင်းဟုအများအတိအမှတ်ပြုကြလေသည်အများအတိအမှတ်ပြုကြလေအောင်တတိနှင့်နေကြ၏သို့တော်လည်း၎င်းတို့အနေတချို့မှာမနစ်သက်လို့မကြည်ညိုဖွယ်ရာအသွင်သည်အလိုလိုပေါ်၍နေတတ်လေသည်ထိုကဲ့သို့ဖြစ်ခြင်းမှာအခြားကြောင့်မဟုတ်တစုံတစ်ယောက်နှင့်တွေ့သည့်အခါ၌၎င်းလူများတို့ပေါ်၌၎င်းလူကောင်းတွေမဟုတ်ဘူးလူယုံမာတွေ
အလကားကောင်တွေငါလိုကောင်းတဲ့လူတွေမဟုတ်ဘူးသောစိတ်အရှိန်သည်၎င်းတို့၏မျက်နှာမှာပေါ်နေလေသည်မနစ်လို့ဖွဲ့သောအမှုအရာအချို့မှာမိမိတို့၏ဂုဏ်ကလေးတစ်ခုရှိသဖြင့်တွေ့သည်များသောလူဟုသည်များ၌မိမိဂုဏ်ကလေးနှင့်သာတိုင်းတာကငါဟာမျိုးသူတို့မှမရှိတဲ့အလကားတရားဝါတွေပဲဟုသောစိတ်မျိုးရှိတတ်လေသည်တို့ဖြစ်၍မနစ်လို့ဖွဲ့ရာဖြစ်ကြလေသည်အချို့မှာသူတစ်ပါး၌ရှိသောချီးမွမ်းထိုက်သည့်ဂုဏ်ဟုသည်များကိုရှုတ်ချတတ်ကြလေသည်မိမှာမိမိတို့၏ဂုဏ်ထင်ပေါ်အောင်ပြလိုသောစိတ်အားကြီးသည်ဖြင့်သင်တို့သိမ့်ပြင်းကြ၏အချို့သဘောကောင်းသည့်ဟုသောအထင်ကိုလွန်စွာလိုလားလျက်လိုက်လျောအားကြီးသောကြောင့်အဖို့မတန်ဖြစ်ကြလေသည်အချို့မှာမနာလိုဝန်တို့အိတ်တရားများအားကြီးသည်ဖြင့်၎င်းပါလွှာခြင်းဖြင့်၎င်းမုံထားခြင်းကိုခံကြရ၏အချို့မှာလူထဲ၌ထင်ပေါ်လိုခြင်းအစွမ်းတတ္တိပြလိုခြင်းကြောင့်အိန္ဒြေမဲ့ကြ၏အချို့မှာမြောက်ပင်ခြင်းတစ်ဖက်သားသဘောကျအောင်လှုပ်လိုခြင်းကြောင့်တိမ်ပြင်းကြ၏အချို့ကအရေးအရာရောက်လိုသောစိတ်ဆန္ဒအားကြီးခြင်းကြောင့်ရှုတ်ချခြင်းခံရလေသည်လူချစ်အောင်ဖြစ်အောင်၍တမင်ပါကိုမြမလုပ်ကောင်းလူမုန်းစေတတ်သောအရာတို့ကိုသာရှောင်ကျဉ်ရန်လိုအပ်၏သူတစ်ပါး၏ကြိုးစည်းပွားကုန်တဲ့ကိုထိပါအောင်ကြံ့ကြခြင်းသည်လူမုန်းအောင်လုပ်ခြင်းဖြစ်လေသည်လူချစ်အောင်လုပ်ခြင်းသည်ကချိန်သားမကျမှားမှအယွင်ယွင်ဖြစ်တတ်လေရာလူငယ်များအားလူကြီးမိဘတို့ကလူချစ်အောင်လုပ်ဟုသောစကားကိုပြောသည့်အခါဤအချက်ကိုတသက်ကွယ်ဖော်ပြကြရမည်သို့မဟုတ်ရင်ဂေါတမလေးများဖြစ်တတ်ကြလေသည်လူကိုကြောက်ခြင်းလူချင်းမကြောက်ရအချို့သောသူများသည်အကြောင်းမဲ့လူကိုကြောက်ကြ၏စင်စစ်မှာကြောက်ခြင်းဟူ၍လည်းတေချာစွာမခေါ်နိုင်၎င်းတို့သည်အခါများစွာလူကိုတောက်ဝန်း၏စွန့်စားဝန်း၏စစ်သူရဲကောင်းများပင်ဖြစ်နိုင်လေသည်၎င်းတို့၏အကြောင်းမှာငါ့ကိုပါထင်မလဲဘယ်လိုသဘောရမလဲငါ့ကိုအဖက်မှလုပ်ပါမလားငါပြောလိုက်ဆိုလိုက်ရင်ကြိုက်မှကြိုက်ပါမလားဟုသောအကြောင်းမျိုးဖြစ်၏၎င်းတို့မှာလွန်စွာမာနကြီးသဖြင့်အနှဲငယ်များရှုတ်ချပြောဆိုခြင်းခံရမှာကိုကြောက်ကြလေသည်ထိုလူတို့သည်အသင်းများအစည်းအဝေးများမှာများစွာပါဝင်ဆောင်ရွက်ခြင်းဖြင့်ထိုအကြောက်တရားကိုနိုင်လေသည်ထိုအခါလူများတို့၌စိတ်ကောင်းစိတ်မြတ်ရှိသူတွေများကြောင်းသိရသဖြင့်အားတည့်၍လာလိမ့်မည်ခန့်ညာစွာနေရမည်အချို့မှာမိကိုသူတစ်ပါးလေးစားအောင်ခန့်ညာစွာမနေကြပေထိုခန့်ညာအောင်မနေခြင်းသည်မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍မိမိစိတ်မှာအထင်မြင်သေးပြီးဖြစ်သောကြောင့်အပေါင်းအသင်းထဲမှာရဲရဲမရောဝံ့ပဲနေကြလေသည်၎င်းလူမျိုးမှာမိမိတို့၏အနေထိုင်ကိုပြုပြင်လျက်ခန့်ညာစွာနေကြရမည်အာနာလွန်ခြင်းသည်ကြောက်ခြင်းနှင့်တွန်းတော်လျက်ရှိ၏အချို့မှာအာနာတတ်ခြင်းလုံးလုံးမရှိပေအာနာစိတ်ကိုနည်းနိုင်သမျှနည်းစေရမည်အချို့မှာငယ်စဉ်ကအိမ်၌တော်၎င်းကြောင်း၌တော်၎င်းအရက်တစ်ခု၌တော်၎င်းအောက်ကျနောက်ကျနေခဲ့ရခြင်းကြောင့်အောက်တန်းကျသောစိတ်ယောဂအစွဲဖြစ်တတ်လေရာငယ်ကမိအောက်ကျခဲ့ရခြင်းအကြောင်းများကိုအကုန်စင်ပြန်၍သတိရအောင်စစ်ဆေးပြီးဒါကြောင့်ကိုသိရမည်ထိုအသည့်ကိုရသည်နှင့်တပြိုင်နက်အကြောက်အလိုလိုပြောင်းလိမ့်မည်လူတို့သည်အသင်ကိုသာအမြဲကြီးဆိုင်နေကြသည်မဟုတ်လူဦးသူများမှာကိစ္စတွေများစွာရှိကြသည်တို့ဖြစ်လေရာငါ့ကိုဘလို့ထင်ကြမည်ဘလို့အောက်မေ့ကြမည်ဟုသောအကြောင်းကိုတွေး၍ကြောက်စရာမရှိပေချီးမွမ်းခွင့်ရဲ့ကဲ့ရဲ့ခွင့်ရဲ့ဟုသောစကားသည်လူသည်လူကိုအမြဲကြီးဆိုင်ကြောင်းပြောသောစကားပင်ဖြစ်သည်ဤစကားကိုအခြေပြု၍မိမိသည်တစုံတရာတွင်မတော်တဆမှားသောအမှားကိုမြန်မြန်ပြန်ပြင်ပြီးအမှန်ကိုလုပ်ဖို့ရမနှောင့်နှေးစေရအမှန်လန်းကိုရောက်သည်နှင့်တပြိုင်နက်မိမိ၏အဖြစ်ဘဝသည်ပြောစရာကောင်းသည်ဟုထင်မှတ်လာမည်မလွယ်သည်လူကြီးများနှင့်ဆက်သွယ်ခြင်းတင်းငယ်သောအခွင့်အရေးကိုရအောင်ယူကျောင်းမှထွက်ကစားလူငယ်တစ်ယောက်သည်ထင်ရှားကြော်ကြားသောပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့်တင့်မြတ်လိုသည်၎င်း၏အကူအညီကိုရခြင်း၏အဘယ်ပုံလုပ်မည်နည်းလူကြီးများ၏စိတ်၌ထူးဆန်းသောအချက်ရှိ၏ထိုချက်သည်အခြားမဟုတ်မိမိတို့ပေါ်၌ကျေးဇူးပြုရသူတစုံတစ်ယောက်ကိုပုံမူ၍ကြီးစုဆောင်မလိုသောစိတ်ရှိခြင်းဖြစ်လေသည်အချို့သောငယ်ရွယ်သူများသည်လူကြီးထံမျက်နှာရအောင်ထိုလူကြီးများအတွက်မျိုးမျိုးလုပ်ကင်ဆောင်ရွက်ပေးကြ၏ထိုနည်းဖြင့်ထက်လူကြီးခင်မင်းချင်းကိုရကြလေသည်ထိုနည်းထက်လွယ်ကူခန့်ညာတာလွန်မြင့်မာ၍ဒီဒီရရအကျိုးများသောနည်းမှာအကျဉ်လူကြီးတစ်ယောက်၏ကြီးစုမှိုင်းမခြင်းကိုဘယ်လိုရှိအံ့ရှိပထမထိုလူကြီးထမခွင့်ရေးအသေးငယ်ကလေးတစ်ခုကိုဖြစ်စေအကူအညီတစ်ခုကိုဖြစ်စေရအောင်လုပ်ရမည်အကြောင်းမူကားလူ၏စိတ်သည်တခါကူညီမိကဆက်လက်၍ကူညီတတ်သောသဘောရှိလေသည်တခါကူညီမှုသောလူကြီး၏စိတ်၌မကင်းရမကင်းကြောင်းဖြစ်သောဆက်သွယ်ခြင်းတစ်မျိုးကဲ့သို့၎င်းတူသားပေါ်၌လူကြီးမိဘလူကြီးဦးလေးဆရာသမားတို့ထားသောစိတ်မျိုး၏ငွေသက်ပေါ်ပေါက်တတ်လေသည်အချက်ကိုသိရမည်ထင်ရှားကြော်ကြားသောပုဂ္ဂိုလ်တစ်ယောက်ကပြောပူးသည်မှာတူတူငငါလွယ်ကူစွာအပါလို့မကရဂုဏ်တရေရှိလူကြီးတစ်ယောက်ထံမှအကူအညီကိုလိုချင်သဖြင့်အမျိုးမျိုးကြံရာ
မရရှိခဲ့ကြောင်းထိုအခါ၌မိမာမထင်ရှားသောကျောင်းသားများဖြစ်ကြောင်းဒီနေ့တနိုင် economy ပညာနှင့်ပတ်သက်၍ခက်စစ်တစ်ခုကိုသိလို့သဖြင့်ညီသူထံစီးကပ်ရမည်ကိုစုံစမ်းသောအခါအဆိုပါပုဂ္ဂိုလ်သည်ထိုပညာကိုလိုက်စားသူဖြစ်သည်ဟုကြားသိရကြောင်းသို့ကြားသိရသဖြင့်မိမိခက်ခဲကြောင်းကိုစာရေးပြောကြားပြီးအဘယ်စာအုပ်များကိုဖတ်ရမည်ဟုကျေးဇူးပြု၍လမ်းညွှန်ပေးပါမည်အကြောင်းထိုစာ၌တောင်းပန်လိုက်ရာ၎င်းပုဂ္ဂိုလ်ကြီးသည်ခဲရခဲစစ်အကြောင်းကိုကိုယ်တိုင်လက်ရည်နှင့်ရှင်းလင်းပြရုံမကမိမိမှာစာအုပ်ကောင်းတစ်ခုရှိကြောင်းထိုစာအုပ်ကိုရိုးရိုးသေးသေးဖတ်လို့လျှင်ငှားနိုင်ကြောင်းစာပြန်၍လာလေ၏ထိုအခါ၎င်းစာအုပ်ကိုအလွန်တရာဖတ်လို့ကြောင်းသို့တော်လည်းမိမိထံသို့ပို့ရခြင်းဒုက္ခအပေါ်မရှိရအောင်ထိုစာအုပ်ကိုကိုယ်တိုင်လာယူဖို့ရန်ခွင့်ပြုပါကလွန်စွာကျေးဇူးတင်မည်ဖြစ်ကြောင်းစာပြန်လိုက်လေ၏ထိုအခါခွင့်ပြုသောစာကိုရရှိပြန်သဖြင့်ကိုယ်တိုင်သွားရောက်ရမှအကြောင်းပေါင်းသိမည်၎င်းနှင့်တူဝေကြီးဆရာတစ်ပည့်လိုဖြစ်ပြီးအရရာ၌အကူအညီကိုလွယ်ကူစွာရခဲ့လေသည်သို့တော်လည်းလူကြီးနှင့်ဆက်ဆံရ၌အလိုကိုသိဖို့ခွင့်တာတိုင်းလိုက်လျောခြင်းမပြုဖို့သတိရှိရလေသည်လူကြီးများသည်မိမိတို့ခင်မင်၍လာလျင်အဖြစ်ပင်ရှိစေကမူလေလူရှုတတ်လေရာအချို့ကလူကြီးများမသိမမြင်၎င်းတို့ကိုညာလေရသည်ဟုထင်မှတ်ကြလေသည်သို့မှထင်၍မတော်သောအမှုကိုပြုမိကအချစ်သည်အမုန်းဖြစ်တတ်လေသည်ဤကအချက်ကိုသိခြင်းဖြစ်လေရာလောက၌ပညာတတ်တိုင်းမကြည်ပွားဝိရိယရှိတိုင်းလည်းမကြည်ပွားယောသားတိုင်းလည်းမချမ်းသာအချက်ကိုသိတတ်မှကြည်ပွားချမ်းသာနိုင်လေ၏အခုခေတ်သည်ခလုတ်နှိပ်သောလက်စစ်ခေတ်ဖြစ်၏နွားနှင့်ကျွဲနှင့်မြင်းနှင့်ယုံသောခေတ်မဟုတ်ပေသို့ဖြစ်လေရာစိတ်ကြောင့်သိသဖြင့်ခလုတ်ကိုနေရာတကျနှိပ်တတ်ဖို့အရေးကြီးလေသည်ထို့သောနှိပ်တတ်အောင်အကြမြင်ဘုဒ္ဓတများရ၏စုဆောင်ရ၏ရှာဖွေရ၏စုံစမ်းရ၏သို့မှမှန်သောခလုတ်မှန်သောခလုတ်ဟူ၍ရွေးချယ်နိုင်မည်ဖြစ်သည်မှန်သောခလုတ်တစ်ခုသည်တသက်ပံအသုံးဝင်၏မဖြစ်မနေစိတ်ကိုထားဆရာဖြစ်တန်အောင်မှလည်းအကြောင်းသားကိုမထိန်တတ်သောဆရာတွေတင်ချာတက်လျက်စိတ်ကိုနားမလဲ MD ဘွဲ့ရလျက်ယောဂတက်တာအောင်မကူတတ်ရောင်းဝယ်ရေးဆောင်ဝယ်အောင်လျက်တကြတန်တပူကိုရောင်းရအောင်ကြော်ညာမရေးတတ်သူတွေများစွာရှိတတ်လေသည်တို့ဖြစ်လေရာအကြံစီအလုတ်ကိုင်ဟူသည်များ၌ခလုတ်နှိပ်ခြင်းအတတ်ကိုနားလဲအောင်ညံထုတ်သောအလေးကိုရအောင်ကျင့်ရလေသည်အများဖြင့်အခက်အခဲတွေ့လင်ခလုတ်ကိုရှာကြံရန်သတိမရကြပေသတိရ၍ရှာကြံလေးရှိချေကတွေးဖို့ရန်များစွာမခဲလာပေယခုတက်ပညာတစ်ခုကိုတက်လို့လေရေးခါကလို့အဘယ်ရက်မှဆရာကောင်းရှိသည်ဟုသတင်းကိုနားထောင်ကတက္ကသိုလ်ကိုမိကိုဖို့ခေမဟုတ်ချေအင်ဂျင်နီယာဖြစ်လို့သူသည်မိမိဝါသနာနှင့်ညီကပ်ချေကငါအင်ဂျင်နီယာဟူသောစိတ်ကိုထားအင်ဂျင်ကိုဖြစ်အောင်လို့အင်ဂျင်နီယာဖြစ်ရလေသည်အင်္ဂလိပ်စာတက်လင်လော်ကီတွင်အဘယ်ပညာမဆိုစာအုပ်ကိုကြည့်၍လုပ်ခြင်းဖြင့်တက်နိုင်လေရာအမှန်စိတ်ထက်သန်ရင်အမှန်ဖြစ်နိုင်လေသည်ပကြီးရေးခြင်းလင်ဘယ်ဆရာကမှသွားဖို့ရမလို့လက်နက်ကိရိယာများကိုဝယ်ပြီးရေးဖို့သာလိုလေသည်ဆရာမပြနီးမကြဟုသောစကားသည်ယခုကာလနှင့်မဆိုင်ပေစွဲမြဲသောဇွဲအမေရိကတိုင်း၌လူတစ်ယောက်သည်ပကြီးလွန်စွာဝါသနာပါ၏အဘယ်ဆရာထံမှနီးမခံစာအုပ်များကားများနှင့်ဒေါတောင်ရာသီလူကိုဆရာတင်၍ရေးစည်းများကိုအသုံးပြုရေးချေရာမျက်စိကွယ်၍သွားလေသည်ကုသသဖြင့်မျက်စိပြန်လင်းတော့လဲမတဲမကွယ်ရေးသည်များမြင်ရ၏သို့ရေးမျှသောအမြင်ကိုအသုံးပြုကာလောကဓာတ်ဒေါတောင်ကိုမိမိအမြင်တိုင်းမှုမမွားရေးချရာတွင်ရာသီဥတု၏အငွေအသက်နန်းနဲ့နေ့လေညနေအချိန်များပါ၎င်း၏ကားများမှပါသဖြင့်များစွာကြော်ကြားလျက်၎င်း၏ကားများကိုဖိုးကြီးစွာပေး၍ဝယ်ချလေသည်မိသည့်အတက်မဆိုတင်ပြီးမှတက်မည်ဟုသဘောမထားရငါတက်သည်လုံမည်ဟုသောစိတ်နှင့်လုပ်ရမည်အတင်နှင့်အတက်မချအပ်ယခုအချိန်ကိုအသုံးချတတ်ရမည်ဤဘဝတူတူကလေးမှာအနာဂတ်တွေကိုတွေးမျှော်၍နေဖို့မလိုယခုကိုသာခရီးဆိုင်၍ယခုဟူသောအချိန်ကလေးကိုနေရာတကျအသုံးချရမည်ယခုလို့ယခုကိုင်ယခုခံစားအနာဂတ်ဆိုတာရောက်ချင်းမှလည်းရောက်မည်များစွာသောသူတို့မှလေထဲတွင်တိုက်ရင်ဆောက်လျက်ထိုတိုက်ရင်ကြီးကြီးပြီးမှပျော်ပျော်ပါပါဘယ်ပုံနေရမည်ဟုစိတ်ကူးကြသဖြင့်ယခုလက်တလုံးမှပျော်ပျော်ပါပါနေဖို့အခါမဟုတ်တဲ့ကဲ့သို့သဘောထားကြလေသည်သို့တော်လည်းနေစရာထိုင်စရာဝတ်စရာစားစရာပြည့်စုံလျက်အရေးရှိကအသုံးဝင်ဖို့ငွေပိုကလေးအနည်းငယ်ရှိမှသာပြောနိုင်လေသည်သို့မဟုတ်အဘယ်နည်းမျိုးနည်းများမပြောနိုင်ပေသို့ဖြစ်လေရာအလုပ်ကိုစလုပ်တဲ့ကစားတိုင်းမှာစုတက်သောအကျင့်ကိုဤသူမဆိုလေ့ကျင့်အပ်ပေသည်အဘယ်များပင်ကြက်တဲ့စေကမှုဒီနေ့လင်တပည့်တမှုစုမိဖို့မခဲပေမစုခြင်းအတွက်အကြောင်းလုံလောက်စွာပြဖို့မရှိမိုင်မဲခြင်းသည်လုံလောက်သောအကြောင်းပြချက်ဖြစ်လေသည်အခန်း6စကားပြောကောင်းသူအပြောကောင်းသူကိုလူများသဘောကျတတ်၏
အသင်တိုးတက်ရေးကိုအထောက်အကူပြုသည့်များစွာကုန်သောအကြောင်းများနဲ့အရေးကြီးဆုံးအကြောင်းတစ်ခုဒီကအပျော်ပင်သည်စကားကိုညီးငွေ့အောင်မပြောရလူတို့၏စိတ်၌မိမိတို့၏အရေးသည်အခြားသူများ၏အရေးထက်ပိုမူ၍ကြီးသည်ဟုမှတ်တင်တတ်ကြလေသည်တို့ဖြစ်ခြင်းကြောင့်စကားပြောရ၌မိမိတို့ကိုယ်တိုင်နှင့်မိမိတို့၏သားသမီးနီးစပ်ရင်းနှီးသူတို့၏အကြောင်းများကိုသာများစွာပြောတတ်ကြလေသည်တို့ပြောသောစကားများသည်နားထောင်၍မညီအောင်ကောင်းလင်ကမဟုတ်တာတွေကိုပင်လှုပ်ကြံ၍ပြောစေကမူနားထောင်ရသူတို့မှကျေနပ်ခြင်းဖြစ်နိုင်လေသည်သို့မဟုတ်၍မူမိမိတို့၏ဂုဏ်များကိုသာပြောခြင်းဖြစ်ချေကညီးငွေ့ပွဲဖြစ်တတ်လေသည်စကားပြောရနားထောင်သူသည်ပြောသူထက်ပိုမို၍ထင်ပေါ်တတ်၏အတိလိမ္မာဉာဏ်နှင့်ပြည့်စုံစွာနားထောင်တတ်သူနှင့်မတိမလိမ္မာပြောစရာစကားမရှိသောကြောင့်နားထောင်ရသောသူတို့မှတိတိတသာခြားနားနေလေသည်အတိအလိမ္မာနှင့်နားထောင်လေရှိသူသည်ပြောသူထက်လိုလားနှစ်သက်ခြင်းကိုခံရတတ်လေ၏ထိုလူမျိုးမှာမိမိကိုယ်တိုင်အရေးကိုသာဂရုစိုက်သူမဟုတ်အခြားသူတို့၏အရေးကိုလည်းကောင်းရာကောင်းကြောင်းလိုလားသောစိတ်ဝမ်းမြောက်စရာရှိလျှင်ဝမ်းမြောက်သောစိတ်ကြီးမွားဖွယ်ရာရှိလျှင်ကြီးမွားသောစိတ်ဤလိုမုံမြတ်ကောင်းမွန်သောစိတ်များနှင့်ပြည့်စုံကြောင်းမပြောဘဲသိတာနိုင်လေရာထိုစိတ်မျိုးသည်အများချစ်ခင်သောစိတ်မျိုးပင်ဖြစ်ကြလေသည်အမြောက်အပင်မကြိုက်သောသူတွေမရှိတိတိတသာမြောက်ပင်ခြင်းကိုကမြည်သူများမလိုလားပေနားလည်၍သိဉာဏ်ရှိစွာနားထောင်တတ်သူသည်စကားမပြောဘဲအမှုရာဖြင့်များစွာမြောက်ပင်နိုင်လေသည်စကားပြောရ၌လည်းတစုံတယောက်၏မျက်နှာကိုကြည့်၍ပြောတတ်သောအလေရှိစေမည်ဤသူကိုများမကြည့်ဘဲသူ့ကိုပြောသလိုလိုမဖြစ်စေရပေသို့မဟုတ်စဉ်းစား၍ပြောရသောအချို့စကားများမှာဤသူကိုများမကြည့်ဘဲစပွဲပေါ်ရှိသောမင်းအိုးကိုကြည့်၍ပြောနိုင်လေသည်အပြောကောင်းလင်ရန်သူပင်လက်နဲ့ချ၏စကားသည်ပြောတတ်လင်လွန်စွာအပြောကောင်း၏ခါခတ်တဲ့အမြဲပြော၍မနေရအပြောထက်နားထောင်ခြင်းကပုံမူရသည့်အခါတွင်များတော့လေကြီးပွားလိုသူများမှာအပြောကိုလေ့ကျင့်ရလေသည်အပြောကောင်းခြင်းသည်ရုတ်တရက်တိုက်ရန်ကြံနှင့်လာသောရန်သူ၏လက်နက်ကိုလွတ်၍ကြောက်အောင်လုပ်နိုင်လေသည်ပညာစွမ်းဉာဏ်စွမ်းမှစ၍အခြားကုန်ရည်ချင်းများစွာတို့မှတဖြည်းဖြည်းမှသိတာ၏စကားမှချက်ချင်းပေါက်ရောက်သောလက်နက်ဖြစ်လေရာစကားသည်ထောင်တက်ကိုပြိုစေသည်စကားသည်တရားကိုနိုင်စေလျက်စကားဖြင့်သူ့လူကိုကိုယ်လူဖြစ်အောင်လုပ်နိုင်လေသည်တို့ဖြစ်လေရာစကားပြောခြင်းအတတ်ကိုမြည်သူမဆိုလေ့ကျင့်သင်ကြားအပ်ပေသည်ကလေးကိုမွေးမြူနည်းစိတ်ကိုစောင့်ထိန်ပေးရမည်ကြီးပွားတိုးတက်သောလူကြီးဖြစ်ဖို့ရန်အတွက်ကလေးသူငယ်များမှာငယ်စဉ်ကပင်စိတ်ကိုမချွတ်မယွင်းမပြည့်စည်ရလေအောင်မွေးမြူဆောင်ရှောက်ရလေသည်လိမ္မာသောမိဘသည်မိမိ၏သားသမီးများကိုကြီးပွားစေလိုကငယ်စဉ်အခါကစ၍ဤချက်ကိုအထူးပြုဆိုင်ရလေသည်အချို့သောမိဘများသည်သားသမီးများနှင့်အေးအေးဆေးဆေးချစ်ချွတ်တသာစကားပြောလေမရှိငေါငန်ကျင်းမောင်း၍သာပြောတတ်ကြ၏ခိုင်းစေရ၌ပေါ်ငေါ၍ပြော၏အနေငယ်များအပြစ်ကလေးကိုမြင်လေစူပူတောင်းချမ်းတတ်ကြ၏အကျိုးရုပ်သည့်အလေးချင်းဤအလေးချင်းသည်စွဲမြဲခိုင်မာ၍သွားသောအခါသားနှင့်ဖသမီးနှင့်အမေတို့မှအေးအေးဆေးဆေးတနိုင်မမေပြောဆိုနိုင်သောအခြေအနေလုံးလုံးကင်းလျက်မခေါ်ခြင်းမပြောခြင်းသလိုတယောက်နှင့်တယောက်တန်း၍နေတတ်ကြလေသည်အခါများစွာသားနှင့်ဖသမီးနှင့်မိခင်တို့သည်အေးအေးဆေးဆေးတိုင်ပင်ပြောဆိုသတိပေးဆုံးမမှန်ကြားအတိလိမ္မာတိတရားတို့ရဖို့အကြောင်းတွေပေါ်တတ်လာသည်တတကြီးကြီးပြောလေရရှိသောမိဘမှာထိုကဲ့သို့သောအကြောင်းမျိုးပေါ်ပေါက်သည့်အခါ၌တတကြီးကြီးအရေးကြီးပြောရမည်ကိုပင်ဝန်လေးခက်ခဲသလိုဖြစ်၍နေသောကြောင့်ပြောမှပြီးမိကိစ္စများမှာမပြောဘဲနေရလေသည်တို့ဖြစ်လေရာတိအပ်မှတ်အပ်သတိထားအပ်သောအရာတို့ကိုသတိမပေးနိုင်မိဘမှာအာဇေးထည့်၍ထားသလိုဖြစ်သောကြောင့်သားသမီးများမှများစွာအကျိုးရုပ်တတ်လေသည်တားနှင့်ဖအမေနှင့်သမီးတို့မှာတငယ်ချင်းလိုနေပြောစရာရှိတိုင်ပင်စရာရှိသည့်အခါလွယ်ကူလွတ်လပ်စွာတိုင်ပင်နိုင်ကြလေသည်ဒါကြောင့်မှလည်းငယ်စဉ်အခါကစ၍အော်ချင်းငေါက်ချင်းခံခဲ့ရသောစိတ်သည်ပင်ကိုယ်စိတ်မဟုတ်တော့ပေအကြောင်းဝင်လေကြီးသည့်တိုင်အောင်နေရာတိုင်းမှာရဲရင်ချင်းတတိနေပါလေအောက်ကြနောက်ကြဖြစ်တတ်လေသည်နှိမ်လိုသောစိတ်သားသမီးကိုနှိမ်ရမည်မနှိမ်ရင်ကြီးသောအခါဆိုးတတ်သည်မိုက်တတ်သည့်ဟူသောစကားကိုအခါခါကြားခုလေသည်ဤစကားသည်များစွာမှားယွင်းလေသည်နေရာတိုင်းမှာမောင်းမဲချင်းခံရသောအခါအကြောက်ဝင်တတ်လေသည်ထိုကြောက်သည်မျိုးတွယ်မိသောအခါကြီးသည့်တိုင်အောင်အခြားသူများနှင့်ဆက်ဆံပေါင်းသင်းရ၌အကြောင်းမဲ့ကြောက်တတ်လျက်လူကြောက်ဖြစ်ကလူနောက်မှနေရာတက်လေသည်အရွယ်ရောက်ပြီးနောက်လူကြောက်ဖြစ်လျက်မပြောရဲမဆိုရဲလူထဲကိုမဝင်သူတို့ကိုတွေ့ရလေထိုသူမှငယ်စဉ်ကမလိမ္မာသောမိဘဆရာသမားချင်းချောက်ခြင်းရိုက်နှင့်ဆုံးမခြင်းကိုလူသည်ထက်ပို၍ခံခဲ့ရပြီဟုသိရ၏သူဒီမဟုတ်ကြောင်းမနေစေအခြားကလေးသူငယ်များ၏နှိမ့်ဆက်စော်ကားခြင်းများကိုတော်၎င်းခံခဲ့ရမည်သို့မဟုတ်မိဘကိုယ်တိုင်အောက်ကြနောက်ကြဖြစ်သည်ဖြင့်
ငယ်စဉ်ကရရွာ၌၎င်းကျောင်း၌၎င်းအလုပ်လုပ်သောနေရာတစ်ခုခု၌၎င်းအောက်ကြနောက်ကြအပြောဆိုအကျဉ်းဥသည်များစွာခံခဲ့ရပေမည်ဟုသိနိုင်လေသည်စ조사ကြံစီလုတ်ကင်ခြင်းဖြင့်ထူးချွန်လာခြင်းထိုကြောက်စိတ်သည်ကြီးသည့်အခါအထက်ဖော်ပြခဲ့သည့်တိုင်အောက်ကြနောက်ကြသော၎င်းဖြစ်စေတတ်လေသည်သို့မဟုတ်ထူးချွန်သောသူများသော၎င်းဖြစ်စေလေသည်ထူးချွန်သောသူရဲ့ကောင်းသော၎င်းဖြစ်တတ်၏ထူးချွန်သောတတိကုံအရေးချင်းတစ်ခုခုထင်ပေါ်ကြော်ကြားတတ်လေသည်အကြောင်းမူကားမိမိမှာအောက်ကြသောစိတ်ကြောက်သောစိတ်ရှိသည်ကိုမိမိကိုယ်တိုင်ဒီဒီချာချာမသိတဲ့ subconscious ကအတွင်းစိတ်ကကြိတ်ကသိသဖြင့်အများထက်သာအောင်စွန့်စားခြင်းအလုတ်ကင်တစ်ခုခု၌အများထက်သာလုံးအောင်ထူးချွန်အောင်ကြိတ်၍စ조사ခြင်းဖြစ်နိုင်လေသည်ထိုကဲ့သို့မစ조사ပဲငွေကရရှိသောအကြောက်အတိုင်းလူကြောက်ဖြစ်တတ်လျက်သွားလင်လူနောက်စားလင်လူနောက်ထိုင်လင်လူနောက်ဟူသောစကားကိုဖြစ်၍နေချေကထိုကြောက်စိတ်ကိုပပျောက်အောင်ရည်သူမဆိုမိမိကိုယ်ကိုကုသနိုင်လေသည်ကြောက်စိတ်ကိုပျောက်အောင်ကုသနည်းမှအခြားမဟုတ်ငါသည်အကြောင်းမဲ့ကြောက်၏ငါလောက်မှမဟန်သူတွေလူပေါ်မှာလူလုံး၍နေပါကလားငါကောဘယ်အတွက်သူတို့လိုမဖြစ်နိုင်ပါသလဲငါမှဘာလို့နေလို့လဲလူရှိသည်များငါကိုကြည့်ပြီးဆိုင်ပြီးငါကိုသာအပြစ်ဆိုဖို့ကဲ့ရဲ့ဖို့ကြံနေကြလို့လားဤလိုမဖြစ်နိုင်ဤကြောက်စိတ်သည်ငါ၏စိတ်၌အမြင့်တွယ်၍နေခြင်းသည်အကြောင်းရင်းရှိရ၏ထိုကြောင့်ရင်းကအပင်ဤစသဖြင့်မိမိငယ်စဉ်ခါကနေတိုင်းဖြစ်ပျက်ခက်ပုံများကိုပြန်လည်စဉ်းစားရမည်သို့စဉ်းစားစစ်ဆေးသည့်အခါငယ်စဉ်ကကြောင်းလိုက်တော်၎င်းအိမ်၌တော်၎င်းအိမ်နီးပါခြင်းများနှင့်ပတ်သက်၍တော်၎င်းစောကားနှိပ်စက်ခြင်းအနိုင်ကျင့်ခြင်းရှုတ်ချလောင်ပြောင်ခြင်းများကိုခံခဲ့ရသည်ကိုသတိရလိမ့်မည်သို့မဟုတ်ငယ်စဉ်ကအကြီးကျယ်ကြောက်ရွံ့ထိတ်လန့်ခဲ့မှုသောအဖြစ်အပျက်အခိုက်အခါတစ်ခုကိုသတိရလိမ့်မည်သို့သတိရသောအခါဤကအကြောင်းရင်းပေတကားစင်စစ်မှာငါနဲ့ဤလိုကြောက်ဖို့ရန်တစုံတရာမရှိငယ်စဉ်ထိုအခါကထိုနေရာမှာငဖြူတို့ညီကိုနဲ့နွားချောင်းရမှာဟိုလိုဖြစ်ခဲ့သည့်အတွက်ကစပြီးယခုတိုင်စွဲနေတဲ့အကြောင်းမကလားဟုဆင်ခြင်ရမည်ထိုကဲ့သို့ဆင်ခြင်မိသည့်နှင့်တပြိုင်နက်စွဲ၍နေသောအကြောက်၏အမြင့်ဆုံးအစွဲအထုံးပြေပြောင်း၍ရဲစိတ်လိုလိုပေါက်လိမ့်မည်ငယ်စဉ်ကဖြစ်စေတနေရာ၌ဖြစ်စေတခုခုဖြစ်ခဲ့တဲ့ဖြင့်ဤကဲ့သို့အစွဲဖြစ်သည့်အခါထိုအစွဲကိုမမှတ်မိပဲမေ့၍နေသည်များထိုအကြောက်ကိုအဘယ်သို့နှိမ်၍များမရထိုကြောင့်ရင်းသည်မမှတ်မိသည်များငုတ်၍နေ၏မမှတ်မိတရိယာသည်နှင့်တပြိုင်နက်အထုံးပြဲသလိုအစွဲပြောက်ကအကြောက်လည်းကွာ၍ကြာရလေသည်ကျွန်ုပ်၏ကိုယ်တွေကျွန်ုပ်ကိုယ်တိုင်ဤကဲ့သို့ဖြစ်ပူးသည်ကအောက်ပါအတိုင်းပေသည်ကျွန်ုပ်၏မိမမှာမျက်စိရောဂါအကြီးကျယ်ဖြစ်လျက်များစွာကြောင်ကြပူပင်ခဲ့၏မျက်စိကန်းလေးမလားကု၍မှရပါတော့မလားစသဖြင့်အမြဲကြောက်ရွံ့ခဲ့၏ထိုခါ၌ကျွန်ုပ်မှာစိတ်တယောက်ရှိ၎င်း၏အိမ်မှာနေလျာကြောက်စရာအကျိုးကြောင့်ကိုပြောတတ်လေ၏သူပြောခြင်းမှာတမင်6လမ်း၍မဟုတ်၎င်းကိုယ်တိုင်အတော်ဆိုးရင်သဖြင့်ဘောဘောဆဆမနေရအောင်ပြောခြင်းဖြစ်၏၎င်း၏စကားမှာဘယ်တော့မှဘသူဤလိုဖြစ်ပြီးမျက်လုံးပေါက်သွားတဲ့ဘသူဖြင့်စုံလုံးကန်းသွားတဲ့ခေါင်းကိုက်ရင်မျက်စိပိန်ဝင်တတ်တယ်လို့ပြောတယ်စသဖြင့်စကားမျိုးဖြစ်ရတဖြည်းဖြည်းကြောက်သည့်ထက်ပို၍ကြောက်ပြီး၎င်းကိုမြင်သည့်အခါတိုင်းအလိုလိုထိတ်လန့်၍နေ၏ထို့နောက်မျက်စိယောဂပျောက်ပြီးတစ်ဖက်လုံးလုံးကွယ်၍တစ်ဖက်မှာရေးရေးသာကြံရှိရာကု၍များတော့သည့်အခြေအနေတို့ရောက်လျက်တိုးရည်လည်းဆိုဖို့လမ်းမရှိတော့သည်ဖြစ်သောကြောင့်ကြောက်သောစိတ်တဖြည်းဖြည်းပြည့်ပြီးမေးလျော့သွားခဲ့ရလေသည်နောက်3နှစ်လောက်ကြာတော့ကဆောင်းဥတနေ့၌ဟိုခါကြောက်သောညီမျိုးတိုင်းအလိုလိုကြောက်၍လာ၏ခြားနာခြင်းမှာအကြောင်းရင်းကိုမသိပဲအကြောက်မှာပို၍ကြီးလျက်ပြေးခြင်းတို့လူတယောက်ကိုဖဲ့၍ထားခြင်းတို့ဟစ်အော်၍ငိုခြင်းတို့ဖြစ်၏ထိုကယူတော့မည်ဟုမှတ်ထင်မိ၏အကယ်၍စိတ်ကိုလျှော့ချလိုက်လေယူဖို့ရှိလေသည်ထိုကကံအားလျော်စွာ psychoanalysis ကစိတ်ကိုဓာတ်ခွဲနည်းပညာကိုစား၍ဖတ်ရှုသင်ကြားမှတ်သားခိုင်းနှင့်ကြုံကြိုက်သည်ဖြင့်၎င်းကျမ်းစာ၌ပါသောဤခုရေးသည့်အကြောင်းအရာများပါရှိသည့်အခန်းတစ်ခုကိုသတိရလာ၏သတိရသည်ဖြင့်ငါမှာဤလိုအကြောင်းမျိုးသည်ဤကျင်းသာမဟုတ်ဖြစ်ခဲ့ဘူးသည်ဘယ်တော့ခါကပဲနည်းဟုပြန်၍တွေးလိုက်ရ9မိနစ်ခန့်ကြာတွင်အကြောင်းရင်းပြန်၍ပေါ်လေ၏ပေါ်သည်နှင့်တပြိုင်နက်တည်းဒါပဲကိုဟုသောအသည့်ကိုရယူ၍ထူးခြားသောကြောက်ရွံ့ခြင်းသည်ရှင်းရှင်းပျောက်ကွယ်သွား၍လေသည်အကယ်၍ psychology ပညာကိုမလိုက်စားမိခဲ့ချေကယူရမည်မှန်ပေသည်ထိုကဲ့သို့သောအယူမျိုးသည်ဘယောဂယူနှင့်လွန်စွာတူလျာအရိုက်နှင့်ခံရလေမသက်သာပဲအသက်တိုင်ရောက်တတ်လေသည်ယူသွစေတတ်သောအကြောင်းရင်းတရက်အမြင့်တွယ်နေသောအကြောက်စိတ်များစွာသောယူသွသူတို့မှာငယ်စဉ်ခါကအကြီးကျယ်ထိတ်လန့်ခဲ့မှုသောကြောင့်ဖြစ်ကြလေသည်အခါများစွာလူမှမသိနှုတ်ဆိုးရွယ်တတ်တာခန့်၌ကလေးကြီးများက6လန့်၍ပြကြသောကြောင့်အတွင်းစိတ်မှာကြောက်ဆွဲပြီးနောင်ကြီးသောအခါအကြောင်းရင်းစသောအယူယောဂဆွဲတတ်လေသည်ထိုကအကြောင်းရင်းကိုပြန်၍ရှာဖို့ရန်လွန်စွာခက်၏အကြောင်းမူကားစ၍ဆွဲသောအရွယ်မှာ
လူမှန်မသိသေးသောအရွယ်ဖြစ်လေသည်ငယ်စဉ်ကကလေးများကမခံချင်အောင်တစုံတစ်ခုပြုလုပ်ခဲ့မှုသည့်အတွက်ကလေးစိတ်ထဲမှာအမျိုးစိတ်ပေါ်ပြီးကြီးသောအခါထိုအမျိုးစိတ်မုံစိတ်ကိုမေ့လျော့၍နေတတ်၏သို့မေ့လျော့၍နေရာထိုစိတ်သည်မတိမတာအစွဲဖြစ်လျက်အခွင့်သာသည့်အခါရက်ဆက်သောအမှုတစ်ခုကိုပြုတတ်လေသည်ဤအစွဲမျိုးသည်လွန်စွာဆိုးသဖြင့်ငယ်ရွယ်သူတို့ကိုမွေးမြူရာ၌စိတ်မှာဆိုးရွားသောအရာတစ်ခုခုမဖြစ်ရလေလောက်အထူးဆင်ခြင်ရလေသည်ရှုတ်ချခြင်းမပြုရ၎င်းပြင်ကလေးများကိုဆိုးသည်မိုက်သည်တဲဘောနေသည်တုံးမကျလူပြင်းကလေးလူလိန်ကလေးတခိုးကလေးစသဖြင့်ပြောဆိုခြင်းကိုချိန်ဖန်များစွာခံရသောကလေးသည်ပြောသည့်အတိုင်းဖြစ်တတ်လေသည်ကျင်နာစွာမွေးမြူသောမိဘများ၏လက်၌ကြီးရသောကလေးသည်ရင်ကျေးသိမ်မွေ၏ရက်ဆက်ကြမ်းကြုတ်သူတို့၏လက်၌ကြီးရသောကလေးသည်ကြမ်းကြုတ်ခြင်းအမွေကိုအမှန်ရရှိလိမ့်မည်သာသည်ကိုကျင့်တရားဖြူစင်ရမည်အမိဝမ်း၌ပရိသေတည်သောအခါမှစ၍မိခင်ဖြစ်သူသည်ကိုကျင့်တရားကိုအထူးကောင်းစွာထားလျက်စိတ်ဖြူစင်အောင်ညှဉ်းညူသောအတွေ့အကြုံတို့ကိုစိတ်၌မပေါ်စေဘဲကိုကျင့်တရားကိုအထူးစောင့်ကြည့်ကသာသမီမှာစိတ်ကောင်းနှလုံးကောင်းရှိသောသာသမီများဖြစ်နိုင်လေသည်စကားကိုနားလည်သောအရွယ်မှစ၍ကျင့်နာသောစကားမေတ္တာစကားများကိုသာမိဘကပြောဆိုလေရှိခြင်းသည်ကလေးမှကျင့်နာတတ်သောစိတ်မေတ္တာစိတ်သူတော်ကောင်းစိတ်မျိုး၏မျိုးစေ့ကိုစိုက်ပျိုး၍ပေးသည်နှင့်တူ၏ကလေးကိုသိသည့်အခါလိမ္မာသောကလေးဖြစ်ကြောင်းကောင်းသောလူကလေးဖြစ်ကြောင်းချစ်ဖွယ်ကောင်းကြောင်းလိမ္မာကြောင်းစသည့်စကားကောင်းများကိုကလေးအိပ်ပျော်သည့်တိုင်အောင်ပြော၍သွားရမည်အိပ်ပျော်၍နေသည့်အခါနှိုးကြသောစိတ်သည်အလုတ်ရနာလျက်အတွင်းစိတ်သည်အလုတ်များ၍နေ၏အတွင်းစိတ်ဆိုသည်မှာအိမ်မက်သောစိတ်ဖြစ်လေသည်ထိုစိတ်သည်လွန်စွာတကိုးကြီး၏စကားကောင်းများကိုအိပ်ပျော်သည့်တိုင်အောင်ကြားရသောအခါထိုစကားများ၏အဓိပ္ပာယ်သည်တကိုးကြီးသောအတွင်းစိတ်လက်သို့ရောက်၏ထိုအခါ၎င်းအတွင်းစိတ်က၎င်းစကားများ၌ပါရှိသောအ내အဓိပ္ပာယ်အတိုင်းဖြစ်မြောက်အောင်ဖန်တီး၍ပေးရလေသည်တိမ်မွေ့သောဆုံးမနည်းအကယ်၍ကလေးမှအင်းကြီးချင်းမူတာပြောဆိုခြင်းခိုးခြင်းစသည့်အဖြစ်ကလေးများရှိနေထိုနည်းတိုင်းအိယာ၌လူကလေးမပြင်းတော့ဘူးလူကလေးလိမ်မပြောတတ်ဘူးဘယ်တော့မှမခိုးတတ်ဘူးဟုသောစကားမျိုးကိုကလေးအိပ်ပျော်သည့်တိုင်အောင်ပြော၍ပေးရလေသည်တေခါနီး၌ကြားရမြင်ရသောအာယုန်သည်လာရဘဝကိုဖန်တီးတတ်သည်ဟုသောမြမအယူသည်ဤသဘောအတိုင်းဖြစ်ဟန်တူလေသည်အိတ်ချင်းသည်အသေးကလေးဖြစ်၏ကလေး၌ဆွဲကပ်သောယောဂဝေဒနာများကိုပင်ဤနည်းဖြင့်ကုသနိုင်သည်ကလေးမှဝမ်းနာတတ်လေချောင်းဆိုးယောဂရှိလျင်ညအိယာဝင်၌ကလေးကြောကိုဖုတ်တတ်ပေဝမ်းနာပြောက်ပြီးချောင်းမဆိုးတော့ဘူးချောင်းဆိုးပြောက်ပြီးစသဖြင့်အတိပြော၍ပေလျင်ဝေဒနာတက်တာနိုင်လေသည်ကလေးများမြင်အောင်ကြောက်အကောင်းကိုလုပ်ခြင်းအကောင်းကိုပြောခြင်းသည်ကလေးစိတ်ကိုကောင်းအောင်ဖန်တီးပေးခြင်းဖြစ်သည်ဆိုးသောအမှုကိုပြုခြင်းမုန်းထားဝန်တို့မနာလိုစသည့်မကောင်းသောစကားများကိုပြောခြင်းသည်ကလေးကိုဆိုးရွားအောင်ပခြင်းဖြစ်လေသည်ကလေးများ၏စိတ်နေသဘောထားကိုကျင့်တရားသည်လူကြီးမိဘပြုလုပ်သလိုဖြစ်လေရာမကောင်းသောပုံသက်တွေများသည်ကလေးများ၏စိတ်သို့တာလွန်လွယ်ကူစွာကူးစက်တတ်သဖြင့်ကလေးများ၏ရှေ့၌ပြုမှုကျင့်ကြံပြောဆိုပုံကိုအထူးပြုဆ၍ဆင်ခြင်ရလေသည်ကြံစီစိတ်ကူးခြင်းဖြင့်မြင့်မြင့်ကြံဆွဲမြဲလို့လူတို့၌စိတ်ကူးကြံစီခြင်းသည်စိတ်ကူးကြံစီသူကိုအမြဲအကျိုးပေးလက်နေ၏ကောင်းသောအကြံဖြစ်ကကောင်းကျိုးပေး၏ဆိုးသောအကြံဖြစ်ကဆိုးကျိုးကိုပေး၏အောင်မြင်ထမြောက်သောစိတ်အကြံများသည်အောင်မြင်ခြင်းကိုဖြစ်စေ၏ပျက်စီးဆုံးရှုံးခြင်းနှင့်ဆိုင်သောစိတ်အကြံသည်ပျက်စီးခြင်းကိုဖြစ်စေသည်စိတ်သည်လူတို့ပြုသည်များအိမ်မက်သည်များ၏အကြောင်းရင်းဖြစ်၏လူတစ်ယောက်ကိုမချစ်နှစ်လို့မကြည့်လို့ကထိုလူတည်ကြည်ပျက်စီးသည်ဒုက္ခတစ်ခုကိုခံရသည်ဟုအိမ်မက်တတ်၏ဇာဖတ်သူ၏မိတ်ဆွေတရားသည်ဇာဖတ်သူကိုတည်သည်ဟုအိမ်မက်ချေကအကြီးကျယ်ရန်သူကဲ့သို့တိတိတသားပင်အမုန်းကြီးမမုန်းစေကမူအတော့ပင်မနှင်းလို့ဖြစ်၍နေသည်ကိုသိရ၏ချစ်သူတရားကိုတွေ့ရကြည့်လင်ပေါင်းဖော်ရသည်ဟုအိမ်မက်တတ်၏လူတစ်ယောက်ကိုမုံအားကြည့်၍တပ်ပြည့်လို့လင်တပ်ပုတ်ရနေသည်ဟုမြင်မဲ့၏တစုံတစ်ခုကိုလိုချင်အားကြည့်လင်ရသည်ဟုမဲ့၏နေရာအရာတစ်ခုကိုရောက်လို့သောစိတ်ပြင်းထန်စွာပေါ်၍နေချေကထိုနေရာကိုရောက်သည်ဟုအိမ်မက်မြင်ဖြစ်လေသည်ကျမ်းမာခြင်းကိုအမြဲထင်မြင်တွေ့တော်လင်ကျမ်းမာ၏ယောဂဝေဒနာကိုများစွာတွေ့တော်သည့်အခါဖြစ်စေယောဂအကြောင်းကိုကြားရပန်များသည့်အခါဖြစ်စေယောဂဝေဒနာဖြစ်တတ်လေသည်သတင်းစာများ၌ယောဂတွေကိုကြော်ညာကြ၏ထိုကြော်ညာတွေကိုလူပေါင်းများစွာဖတ်ကြ၏ဖတ်ကြသောကြောင့်ယောဂရသူများကြလေသည်မဒိမှုတွေလူရဲ့တပ်ပုတ်မှုတွေကိုသတင်းစာ၌များစွာဖတ်ရသောအခါထိုမှုတွေတိတတာတိုးတက်လေသည်ကပ်ယောဂဖြစ်သည့်အခါတကယ်ယောဂမကူပဲကြားရသူများမှာစိတ်တွေကြောင့်ယောဂဖြစ်တတ်လေသည်အတွေ့အထိအကြောင်းနှင့်ပူးလွဲသောအခါခံတတ်မရှိပဲရန်သူကိုတကားဖွင့်၍ပေးသည်နှင့်တူလေသည်လူသည်လွန်စွာတကူကြီး၏တကုံးရှိလင်လူဖြစ်ကိုပင်ရမည်မဟုတ်ပေလူဖြစ်ကိုရခြင်းသည်ဘဝကပြုခဲ့သောတိတ်ကံအလုပ်အဆောက်အုံကြောင့်ဖြစ်ရခြင်းဖြစ်၏စာဖတ်သူသည်ယခုမှလူဖြစ်၍လာသည်မဟုတ်မိယာမှသဘောတရားဖြင့်တ
တပြိုင်တည်းအတူတူအစမရှိသောအခါကာလမှာအသင်ရှိ၏သဘာဝတရားသည်အနန္တတကုဖြင့်ပြည့်စုံ၏အသင်သည်သဘောတရားအစိတ်ပိုင်းဖြစ်၏သဘောတရားနှင့်တစ်ဆက်တည်းဖြစ်၏အသင်ကိုထာဝရဘုရားဖန်ဆင်းသည်မဟုတ်သဘောတရားအသင်သည်အသင်၏အစွမ်းဝါသဘောတရား၏အစွမ်းဖြင့်မဆအစမထင်သောအခါမှာအသင်ပေါ်ရှိခဲ့၏ထိုများလောက်အံ့ဖွယ်ကောင်းသောအသင်မနုဿလူသားသည်တကုမကြီးပဲနေနိုင်ပါမည်လားအသင်စိတ်သည်အသင်ကိုဤယခုအချိန်သို့ရအောင်ဆောင်ခဲ့၏ထိုစိတ်သည်တကုပင်ဖြစ်၏ထိုစိတ်ဖြင့်အရာရာကိုဖြစ်စေနိုင်လေသည်အသင်ကိုဤမြင့်မြတ်သောလူဖြစ်သို့ရအောင်ဖန်တီးသောအရာသည်ကံမဟုတ်အသင်၏စိတ်ပင်ဖြစ်၏လူဖြစ်အောင်လုပ်နိုင်သောစိတ်ထက်အဘေရာသည်ပုံမူ၍တကုကြီးပါမည်နောက်ဆုံးသောအခါ၌ဗုဒ္ဓအဖြစ်သို့ရအောင်ဆောင်နိုင်သောစိတ်သည်ဤလောကကြီးပွားချမ်းသာရေးကိစ္စကလေးများ၌အောင်မြင်ခြင်းကိုဖြစ်စေနိုင်ုံမျှမကတကုတတ္တိမျိုးနှင့်မပြည့်စုံဘဲနေနိုင်ပါမည်လားစူးစိုက်ဆွဲလန်းစွာထင်မြင်ဖို့သာလို၏ထိုအထင်မြင်စိတ်ပင်လျင်တကုဖြစ်၏လိုရာကိုထင်အောင်မြင်အောင်စိတ်ဖြင့်ရှုရမည်တောင့်တသောအရာတောင့်တသောအခြေအနေသည်ရနိုင်ဖြစ်နိုင်သောအရာရနိုင်ဖြစ်နိုင်သောအခြေအနေဖြစ်ရမည်ရမည်ဟုသောမျှော်လင့်ကိုးစားစိတ်ချယုံကြည်သောစိတ်နှင့်ထင်မြင်ဖို့သာလိုလေသည်သို့လောတွေးတော်တန်တရားကင်းစေရ၏အခန်း9အကောင်းမှုသာကြည့်ကိစ္စမှန်သမျှတွင်အကောင်းဆုံးမှုသာကြည့်အဆိုးကိုမကြည့်နှင့်အကောင်းသည်အဖြစ်အဆိုးသည်အပြတ်သည်အဖြစ်ကိုရှုလော့အပြတ်ကိုမရှုလေနှင့်မင်္ဂလာနှင့်အမင်္ဂလာအဖြစ်ကိုထင်မြင်အောင်ရှုလူမှန်သမျှမှာကြောင်ကြပူပင်စရာတွေရှိ၏သို့တော်လည်းကြီးပွားတိုးတက်လိုသောသူ၏တောင်းမှာထိုကြောင်ကြပူပင်စရာတို့ကိုထင်မြင်တွေးတော၍နေဖို့မဟုတ်ဖြစ်မြောက်အောင်မြင်ပေါက်ရောက်လိုသောအရာကိုသာထင်မြင်လျက်ထင်မြင်သောအရာကိုရဖို့ရန်နိလန်းများကိုရှာကြံဖို့သာလိုလေသည်ထိုအခါကြောင်ကြပူပင်စရာအကြောင်းအရာတို့သည်အလိုလိုပေါက်ရောက်ရမည်သာသည်အကျိုးမဲ့ပူပင်ခြင်းများသာဖြစ်တတ်လေသည်လောကတစ်ခုလုံး၌အကောင်းတွေကိုသာရှုအကောင်းတွေကိုသာကြံလှကိုကြည့်အယုတ်ဆိုးလို့မမြင်လေနှင့်တာယာသောကောင်းကင်ကြီးကိုကြည့်၍တိမ်ပုတ်ထဲ၌မွေရောင်ဆင်းရှိသည်ကိုမြင်ရမည်ထိုကဲ့သို့အကောင်းတွေကိုသာထင်မြင်ကြံစီတတ်သောသူထံသို့လောက၏အကောင်းတွေစု၍လာမြဲဖြစ်လေသည်ယတနာရှိရာယတနာစု၏မင်္ဂလာရှိသောစိတ်ရှိရာသို့မင်္ဂလာရှိသောအရာတွေလာရောက်ရလေသည်ရှေးလူကြီးများသည်မင်္ဂလာရှိသောအတန်မင်္ဂလာရှိသောအဖြစ်တို့ကိုအထူးအရေးယူကြသည်မှာစိတ်ကိုအမင်္ဂလာမကူးဆက်ရအောင်ကွဲကားခြင်းပင်ဖြစ်လေသည်အမင်္ဂလာကူးဆက်သောစိတ်ရှိရာသို့မင်္ဂလာမရှိသောအရာတွေစု၍လာရောက်တကြလေသည်အကြောက်စိတ်ကြီးပွားရေး၌ကျမ်းမာခြင်းသည်ပထမလိုအပ်သောအခြေခံလက်နက်ဖြစ်လေသည်ကျမ်းမာခြင်းကိုဂရုစိုက်ရမည်ဆိုရ၌မကျမ်းမာခြင်းကိုကြောက်ရမည်ဟုမဆိုလိုအကြောင်းမူကားအကြောက်သည်မကြောက်သလိုဖြစ်အောင်လုပ်တတ်လေသည်မကျမ်းမာခြင်းကိုအထူးလိုလားသဖြင့်စေချမ်းဝါကြမ်းများကိုဖတ်လက္ခဏာတွေကိုမှတ်တော်လူမှာစုံတရားနေထိုင်မကောင်းလျင်ကြောက်မဲ့ဖွယ်သောယောဂလက္ခဏာကိုမိမိတဏ္ဍာ၌တွေးအောင်ရှာတတ်ကြ၏တို့ရှာကြရာအဆုတ်နာနှင့်တူသောလက္ခဏာများကိုတွေ့သဖြင့်အဆုတ်နာမဖြစ်ပဲလျက်အဆုတ်နာဆွဲ၍နေသူတွေများစွာရှိခဲ့ပူလေသည်ပေါင်ချန်၌အနေငယ်အောင်တက်ဖြစ်သောကြောင့်ယာနီယာကောဥကြနာဖြစ်ပြီးဟုမှတ်ထင်၍ထိတ်လန့်သည့်အတွက်တကယ်ဥကြနာကဲ့သို့ဝေဒနာကိုခံစားရတတ်လေသည်လူတစ်ယောက်ကိုတွေ့ပူ၏၎င်းလူသည်တကယ်ဝေဒနာတစ်ခုဖြစ်ပူလေရာမိမိကိုယ်တိုင်ဂရုစိုက်လွန်အားကြီးသည့်အတွက်ထိုဝေဒနာမှမလွတ်ခင်မဲ့ငယ်ငယ်ရွယ်အသက်30ကျော်ကလေးများသည်အသက်60အရွယ်ကဲ့သို့ဖြစ်ကသေဆုံး၍သွားလေသည်၎င်းစိတ်၌စားသမျှအစာကိုမိမိနှင့်တင်မမလားဟုဆွဲလန်းကစားပြီးနောက်ဝမ်းထဲမှဘလို့နေသလဲဥကောင်းမှဘယ်ပုံဖြစ်သလဲဟု၍အမြဲကြည့်စား၍နေ၏အိမ်ပြင်ကိုထွက်လျင်အေးမိတော့မည်ဟုမှတ်ထင်ကအမြဲတက်ကလကွက်အင်ကြီးနှင့်ဥဒုသုံးမမရွေတက်ကလကောင်းစုနှင့်နေ၏ဒီနေ့လျင်အချိန်50ခန့်လက်ဝါးကိုဖြန့်ကယနေ့သွေးရောင်တို့သလားဆုပ်သလားဟုကြည့်၏သမင်းကိုမူကားလူမမာ2ယောက်စားလောက်စား၏နောက်ဆုံး၌ညစာစားပြီးဝမ်းပိုက်ကိုအကဲခတ်ရင်သေ၍သွားလေ၏လက်ဝဲစိတ်တကူတို့ဖြစ်လေရာကျမ်းမာခြင်းကိုဂရုစိုက်ရမည်မကျမ်းမာခြင်းကို၎င်းတေမာကို၎င်းကြောက်၍မရကြောက်လျင်ကြောက်သလိုဖြစ်တတ်လေသည်အကြောက်သည်အလွန်အားကောင်းသောလက်ဝဲစိတ်ဖြစ်၏ကာယောဂများဖြစ်သည့်အခါထိုလက်ဝဲစိတ်ကြောင့်ဒေသူတွေရှိကြလေသည်နာမာကိုမကြောက်နှင့်ပျက်စီးမာကိုမကြောက်နှင့်ဒေမာကိုမကြောက်နှင့်နောက်ဆုံးတေခြင်းနဲ့ကြီးသောပြောင်းလဲခြင်းသည်မရှိချေတေသောအခါမေ့၏မေ့လျင်အေး၏ငရဲကိုကြောက်မည်ဟူရာ၌လူ၏အကျင့်သီလတာဝန်ဝတ္တရားခြေဝန်သူမှာငရဲကိုကြောက်ရမရှိလောကတစ်ခုလုံးမှာကြောက်စရာမရှိတွေးတော်၍ကြောက်လျင်အသက်တူမည်ယောဂရမည်ဆင်းဒုက္ခဖြစ်မည်ဟုဒိဋ္ဌပုံသေးမှတ်ပါလေဘင်းရရန်သူနှင့်တွေ့ရ၌အကြောက်သည့်အေးနှိမ့်ခြင်းရှုံခြင်းအသက်ခံရခြင်းပထမအကြောင်းရင်းဖြစ်လေသည်လူတစ်ယောက်ကိုတရားလုံးကတတ်မီပုံမီထောင်းထောင်းညက်ညက်ကြအောင်လုပ်မည်ဟုကြုံဝါကလိုက်ကြ၏၎င်းလူသည်ထွက်၍ပြေးလင်လူမီမဟုတ်
အလုခံရမိတာဒီလိုက်သူများမိမိတို့ကိုခုခံမိသူမဟုတ်အပြေးသမားပဲဟုစိတ်ချလျက်ရဲဟန်ရှိကြလေသည်အကယ်၍မပြေးပဲလှန်ကိုဖြစ်စေဝချုံကိုဖြစ်စေဓာတ်ကိုဖြစ်စေကင်၍လိုက်သူများကိုပြန်၍လှုပ်ချေကထိုများလောက်ရဲတော်မီမဟုတ်ပေစင်စစ်မှာလိုက်သူများ၏စိတ်၌မိမိတို့ကိုရမမှုဝန်းဟုမှတ်တင်၍လိုက်ကြခြင်းဖြစ်၏ရမမှုမှန်သိချေကမိသူများဓာတ်လှန်အထိခံမီမဟုတ်ချေငါတို့ကအများဒင်းကတယောက်အေးတေမဲ့ကောင်မဟုတ်3-4ယောက်ကိုတက်ပြီးမှတေမဲ့အကောင်ပဲအသက်ခံရသူများထဲမှာငါများပါနေမလားစသည့်အတွေ့သည်တွေးသူများကိုယ်တိုင်မသိပဲလင်းမြန်စွာပေါ်ပြီးရက်တန့်ဆုတ်ခွာနွားကွဲကြားကိုက်ဖြစ်တတ်လေသည်အများကဝိုင်း၍လိုက်ရင်ကြောက်တော်လူတယောက်သည်ရေးတာပြီးဖြစ်သည်ဟုမှတ်အကြောင်းကအများနည်းတယောက်ဖြစ်ရနိုင်တယောက်သည်မတရားသဖြင့်ကျူးလွန်သူမဟုတ်ချေကတရားဥပဒေသည်မိမှရှိသည်ဟုအားပြုနိုင်လေသည်အထင်အမြင်စိတ်ကိုဖန်နီးအထင်အမြင်စိတ်သည်တကိုယ်ကြီးကြောင့်ဖော်ပြခဲ့လေသည်သို့တော်လည်းထိုအထင်အမြင်စိတ်သည်အလင်းရောင်နှင့်တူသည်အလင်းရောင်ကိုထူသောမိမှန်ဖြင့်ခံယူကထိုလင်းရောင်ကိုဆူရှထမြက်အောင်စုသည့်အခါအရာဝတ္ထုများကိုလောင်ကျွမ်းထွန်းဖောက်နိုင်လေသည်ထို့အတူအထင်အမြင်စိတ်ကိုလည်းတမာတိဟုသောအစွမ်းဖြင့်မပြတ်အောင်ဖန်ကတစုံတရာ၌စူးစား၍ထားသည့်အခါတာလွန်၍တကိုယ်ကြီးလျက်လူသောရာကိုတာလွန်လင်းမြန်စွာဖြစ်မြောက်ပေါက်ရအောင်မြင်နိုင်လေသည်လွင့်မာသောစိတ်သည်တကိုယ်တတ္တိအားအရှိန်နေပါလေသည်တစုံတစ်ခုကိုပေါက်ရအောင်ကြံခြင်းတစုံတစ်ခုကိုဖြစ်မြောက်အောင်လုပ်ခြင်း၌စိတ်ကိုတသမတ်တဲ့ထိုရာ၌စူးစိုက်စွာထားရလေသည်စူးစိုက်သောစိတ်သည်တကိုယ်ကြီးသော subconscious mind ခေါ်အတွင်းစိတ်ရှိရာသို့ပေါက်ရောက်လွယ်၏ပေါက်ရောက်သောအခါအလိုရှိသောအရာကိုထိုအတွင်းစိတ်ကဖြစ်မြောက်အောင်လုပ်၍ပေးရလေသည်အစဉ်ကြံလင်ဖြစ်ရမည်ငွေကိုသာမမောလျက်ငွေရဖို့စိတ်တစ်ခုတည်းသာအမြဲကြံလျက်တွေ့သည်များအရာရာတိုင်းမှာငွေဖြစ်အောင်ငါဘလို့လုပ်ရပါမလဲဟု၍သာကြံချေကကြံသောအပြင်စိတ်သည်တကိုယ်ကြီးသောအတွင်းစိတ်တို့ပေါက်ရောက်ခါငွေဖြစ်ဖို့လမ်းကို၎င်းတကိုယ်ကြီးသောစိတ်ကဖန်တီး၍တော်၎င်းပေးရ၏အောင်မြင်တော်၎င်းပြရလေသည်ဤသူမဆိုငွေကြေးကိုလိုချင်၏သို့သောလိုချင်ုံသာလိုချင်၍စူးစိုက်ကြံစီလူနေပါလေသည်အများအပြည့်ငွေကိုလိုချင်ကြသည်မဟုတ်ငွေကိုတုံးပြစ်ခြင်းသူကများ၏မြန်မာပြည်သို့လာရောက်ကငွေရှာသူတို့ကငွေကိုတုံးပြစ်ဖို့ရန်တဲ့ငွေကိုရဖို့ရန်စိတ်ကပုံမူ၍ထက်တန်သည်ဖြင့်ငွေရလမ်းတွေကိုစူးစိုက်သောဆန္ဒတတ်အစွမ်းကြောင့်ကျွန်တို့မြန်မာလူမျိုးများထက်ပုံမူ၍မြင်ကြလေသည်အမြင့်ကိုမှန်းရမည်အစိုးရအရာရှိဖြစ်လို့သောစိတ်တစ်ခုတည်းသာအမြဲထားလေအစိုးရအရာရှိအလုပ်ကိုရဖို့နီလန်းတွေကိုသာစူးစိုက်ရှာကြံ၍နေသောသူတို့မှာလမ်းခွင့်များကိုပုံမူများပြစွာတွေ့မြင်ကြလေသည်၎င်းတို့မှာမြည်သည့်နေရာကိုသွားမည်မြည်သူထံသို့ဝင်၍ကပ်ရမည်လမ်းစခန်းဘက်မှရှိသည့်သောအချက်လက်များကိုတွေ့လွယ်ကြလေရာနောက်ဆုံး၌အရေးချင်းရှိသည့်ထက်ပုံမူသောအခြေအနေကိုရကြလေသည်ထိုများလောက်မကြံလူတို့မှာအရေးချင်းရှိသလောက်အခြေအနေမှာမကြီးသဖြင့်တင်းတင်းယုံမျှနှင့်ရောင်ရဲကြလေသည်မှန်ထားခြင်းကြွားသူများလူနှစ်ယောက်သည်ပညာရေးချင်းတူညီကြ၏ကျောင်းမတစ်ပြိုင်တည်းထွက်ကြ၏တယောက်ကစာရေးစာကြီးရိုးဖြစ်၏တယောက်ကစာရေးစာကြီးထက်မြင့်သောအခြေအနေကိုရ၏အဘယ်အတွက်ဤကဲ့သို့ခြားနာပါသနည်း၎င်းတို့နှစ်ယောက်နဲ့တယောက်မှာစိတ်နဲ့စိတ်ထားထက်တန်းကြ၍ငါကစာရေးစာကြီးအလုပ်လောက်နှင့်တင်းမတိန်နိုင်အခြားတောင်ကြီးသောအမြင့်စာအလုပ်တစ်ခုကိုရမှဖြစ်မည်ဟုဆွဲမှတ်ကအမြင့်ကိုကြံ၏တယောက်မှာကထုံများလောက်စိတ်ကိုမြင့်၍မထားပေလက်က50-60စာစေးဖြစ်လင်တော်လှမည်ဟုတ်လာမည်ဟုကျေနပ်၍နေသူဖြစ်လေသည်တယောက်ကကောင်းကင်ကိုချိန်၏ကောင်းကင်ကိုချိန်သူသည်ကောင်းကင်ကိုပင်မရောက်စေကမူတစ်ပင်ထိပ်ပြလောက်ကိုရောက်နိုင်လေသည်တစ်ပင်ထိပ်ပြကိုမှန်သူမှာတစ်ပင်ခုလာလောက်နှင့်ရောင်ရဲကြလေသည်အိန္ဒိယတိုင်းမှလာသောစာမတတ်သောကလာလူမျိုးတို့နဲ့အချို့မှမြန်မာပြည်ကိုရောက်လင်တထေးဖြစ်မည်ဟုမှန်းလာ၏ကြောက်သောအခါအယောင်ဝယ်ကလေးနှင့်တဖြည်းဖြည်းကြီးမြင့်၍တနေ့သနတထေးမဖြစ်စေကမူလူချမ်းသာဖြစ်နိုင်၏အခြားတစ်ယောက်မှာကုလီလုံးမည်လန်ချာဆွဲမိဟုသောရည်ရွယ်ချက်နှင့်လာ၏အချို့မှာဒရဝံကလာလုံးမည်ဟုမှန်း၏၎င်းတို့မှာအများဖြင့်မှန်းသလောက်အနိုင်နိုင်ရောက်ကြလေသည်ကန်စွမိသဖြင့်မရွယ်ဘဲနှင့်စော်ကဲမင်းဖြစ်ဆိုသည့်စကားမျိုးလိုဖြစ်မြောက်ပေါရောက်သူတို့ကနေပါလေသည်၎င်းတို့စိတ်၌အများဖြင့်တထေးတကြွဖြစ်ခြင်းကြောကြားထင်ရှားခြင်းသည်ငါတို့လူစားနှင့်မဆိုင်ငါတို့တော့ဒီဘဝမှာဒါပါပဲဟုသောစိတ်မျိုးရှိတတ်လေသည်အားကြသောစိတ်လည်းမရှိထိုကဲ့သို့သောသူများမှာတဖြည်းဖြည်းစူးစောင်း၍ဆုံးမကုန်ကြပျက်စီးခြင်းမရှိမှသာအတော်တန်ချမ်းသာကြဖို့ရှိအများအားဖြင့်ကအလင်းမီယုံထက်မသာတတ်ကြပေမစုနှင့်တစ်ချက်ကောင်းစွန့်ရရမည်ကြီးကျယ်စွာဖြစ်ထွန်းအောင်မြင်ဖို့ရန်အတွက်ကြီးကျယ်သောအလုပ်ကိုင်အခြေအနေကိုတနေ့တနေ့ရောက်ဖို့ရန်မှန်းထားပြီးစွန့်စားသည့်အခါစွန့်စားရ၏ဒီလိုစုဆောင်ခြင်းနဲ့ကြီးကြီးကျယ်ကျယ်မဖြစ်ထွန်းနိုင်မတော်တဆအကြောင်းတစ်ခုကြောင့်ဆုံးမကုန်ကြချေကလူစင်မမီအတိတ်ပြန်လည်၍မထူနိုင်မထနိုင်ကိုရောစိတ်ရောဆင်းရဲဒုက္ခဖြစ်တတ်လေသည်
ငွေသည်စု၍ထားပြီးသုံးစားပြဖို့တသက်မဟုတ်ငွေတစ်ချက်ရလင်နှစ်ချက်ဖြစ်အောင်ငါဘာကိုလုပ်ရပါမည်နည်းဟုရှာကြံတာငွေဒီသောလက်နက်ကိုလိမ္မာစွာသုံးချခြင်းဖြင့်ငွေကိုအပွားခတ်ရလေသည်ဤလိုအပွားမခတ်ပဲရသမျှအနက်စုလှသုံးဟူသောနည်းကိုသာလိုက်၍နေသူတို့မှာအပွားခတ်သူများမဟုတ်အပါခတ်သူများဖြစ်ကြလေသည်ဗန်လူများ၏ကြီးကျယ်ခြင်းမှာဗန်တိုင်း၌ငွေတွေကိုစုခြင်းကြောင့်မဟုတ်ငွေတွေကိုလှုပ်ကငွေကိုငွေဖြင့်အောင်၍ဖန်တက်ကြခြင်းကြောင့်ဖြစ်လေသည်လက်ကတရားရတော်သူသည်အခြားနည်းလမ်းဖြင့်200 300ဖြစ်အောင်ကြံတက်ချေကလက်ကစားဘဝမှဉာဏ်စွာလွတ်နိုင်၍သခင်ဖြစ်သို့ရောက်နိုင်လေသည်လက်ကထုတ်တည်နေတပြိုင်နက်တည်းအိမ်အတွက်ဘလောက်ဒရဝံကိုဆက်ဖို့ဘလောက်လက်ဖက်ဖို့ဘလောက်အခုအိမ်ပြန်ဝေးပြီးပဝဲစားရုံကိုဝင်ဖို့ဘလောက်ရုပ်ရှင်ဘလောက်ရှူရတဲ့မြင်းပွဲဘယ်ရွေးကိုတွက်သူလိုမှအလုတ်တိုက်ကစုပေးမှဟိုစားမင်းစားလောက်သာရနိုင်ဖို့ရှိလေသည်ငွေရလင်သုံးချင်၍လက်ရနေသူတို့မှငွေရှင်မဖြစ်နိုင်ငွေရလင်ဝါအောင်လုပ်ဖို့ဤကိုတည်၍လူမှသာငွေရှင်ဖြစ်နိုင်လေသည်အခန်းရှိမိမိနေရာမိမိတထေအတင်သည်ဖြစ်ရဘဝကနေ၍တထေဖြစ်အောင်ကြံနိုင်အားထုတ်နိုင်၏အတင်အစွမ်းကိုအတင်မတည်၍မကြိုးစားခြင်းသည်အတင်ကံဆိုးရမဟုတ်အတင်မကြိုးစားသောကြောင့်ဖြစ်သည်ဖြင့်အတင်အပြစ်သည်မိသူမဆိုကြီးမြင့်နိုင်၏အမတ်မဲ့မနေရရန်ကုန်မြို့၌နနက်9 နာရီ10 နာရီအချိန်လောက်ကိုကြံမှုတာတွင်စောင့်ရည်ကြီးကလက်ကစားစိုင်းစာချီများအားမြောက်များစွာမြင်တွေ့ရပေလိမ့်မည်၎င်းတို့နဲ့တနေ့တနေ့တထေးဖြစ်မိသူအဘယ်များလောက်ပါရှိပါမည်နည်းအများဖြင့်အလူတိုင်း၌စုသောငွေလောက်နှင့်အနေငယ်လက်ခတိုးဖို့သာမျောလင်းသူတွေရှိကြလေသည်ကြီးပွားဖြစ်ထွန်းနိုင်သူများ၎င်းတို့မှာအလုကစင်းသည့်အခါ၌ဖြစ်စေအလုမသွားမီဖြစ်စေငွေအပွားခန့်ဒီတစ်ခုခုကိုကြံစီကြချေကတထေးကြီးများပင်ဖြစ်နိုင်ကြလေသည်ကြီးပွားဖြစ်ထွန်းမိသူများသည်ကကြီးပွားရေးစီးပွားရေးကြီးမြင့်သောတောင်းခံအခြေအနေများကိုရအောင်မိမိဝါသနာနှင့်နိစ္စရပညာတစ်ခုကိုသင်ကြားရလေသည်အင်ဂျင်နီယာတိုင်း၌လှုပ်လှုပ်သောစရည်သည်အင်ဂျင်နီယာအတက်ကိုတစ်နှစ်လင်တနိုင်မြသင်ချေက3 4နှစ်အတွင်း100 စားအလုံးမှ1000 စားကိုမှတ်နိုင်သောနေရာသို့ရောက်နိုင်လေသည်ကွန်ပစ္စည်းရောင်းချသောတိုက်များ၌အယောင်သမားလုပ်၍နေသောစရည်သည်ရောင်းချခြင်းအတက်ကြော်ညာအတက်တစ်ခုကိုပေါက်ရအောင်သင်၍အခိုက်အခါကြုံနိုင်အစွမ်းကိုပြချေက expert ခေါ်တခုရောင်းတတ်သူတို့ရနိုင်သောကြီးသောတောင်းခံဌာနများကိုရနိုင်ဖို့ရှိလေသည်ရေနံကုမ္ပဏီကြီးများ၌စည်ရေးလုပ်၍နေသူများသည်ရေနံလုံးနှင့်ဆိုင်ရာဓာတုပေတာအင်ဂျင်နီယာအတက်များကိုသင်လျက်လက်ခကြီးရနိုင်လေသည်ဒုတိမဟုတ်ကိုပိုင်လုပ်ကိုတနည်းနည်းနှင့်တည်ထောင်ဖို့ရှိလေသည်တကယ်စွမ်းလင်ချီးမြှောက်ခြင်းခံရမည်မြန်မာလူမျိုးတိုင်းသားများကိုမချီးမြှောက်ပါဘူးသောစကားကိုပြောကြလိမ့်မည်တကယ်စွမ်းလင်တကယ်ချီးမြှောက်ရမည်ယခုချီးမြှောက်တော့လဲချီးမြှောက်ရသည့်အချိန်ခါသည်မရောက်ဘဲမနေနိုင်ပေအမေရိကန်တိုင်း၌မီလီယံနာတွေများကြသည်မှာအထားကြောင့်မဟုတ်လက်ကစားစိုင်းစာချီများနဲ့တနေ့တနေ့ငါလဲမီလီယံနာဖြစ်အောင်လုပ်မိသောစိတ်မျိုးရှိသူတွေများကြခြင်းကြောင့်ဖြစ်လေသည်မြန်မာလူမျိုးများမှာထိုစိတ်မျိုးမရှိပါမိမိကိုယ်ကိုမတန်မရဟု၍တွေးကြလေသလားမသိရပေမြန်မာလူမျိုးများမှာအဘယ်များပင်အလုပ်ကြီးကံကြီးများကိုလုပ်ချင်ကြစေကမူငွေရှိတိုင်းမလုပ်နိုင်ကြပေအလုပ်ကြီးကံကြီးများမှာဆိုင်ရာအသည့်အမြင်ဉာဏ်ပညာအကြီးကျယ်လို့လေရာဥရောပတိုက်တာတထေးကြီးများတဲ့စိုင်းစာကြီးလုပ်၍မိနာနေတရားခံရရှိသူများသာဖြစ်မြောက်အောင်လုပ်နိုင်လေသည်တို့ဖြစ်လေရာစိုင်းစာကြီးများသည်မိမိတို့၏စိတ်ကိုနှင်း၍ထားကြချေကမြန်မာမျိုးသားများ၏ဂုံချက်တည်ဆောင်အလုပ်ကြီးများကိုလုပ်နိုင်ကြဖို့ရှိလေသည်ယခုမူကအများဖြင့်စိတ်ကိုနှင်း၍မထားကြပေအခွင့်အလမ်းသားသူများမြန်မာလူမျိုးများထဲမှအလုပ်ကြီးကိုင်းကြီးများကိုဖြစ်မြောက်အောင်လုပ်နိုင်သူများသည်၎င်းစိုင်းစာကြီးများထဲမှသာရှိလေသည်ယခုခေတ်ကာလအလျောက်ကြီးလေးခက်ခဲလှသောကုသရောင်းဝယ်ရေးအုပ်ချုပ်စီမံရေးအတက်များကိုတက်မြောက်လိုက၎င်းတို့မှာလမ်းခွင့်ပုံမူ၍ကောင်းနေသည်အခြားမြန်မာလူမျိုးများမှာငွေကြေးဘယ်များလောက်ပင်ကျွယ်ဝစေကမူယခုခေတ်သမယအလုပ်ကြီးများကိုလုံနိုင်မည့်အခြေအနေမရှိလုံလင်မြုပ်မိတာသည်တို့ဖြစ်လေရာစိုင်းစာကြီးများသည်စိတ်ကိုမြင့်ကငါသည်အမျိုးသား၏ဂုံကျက်သေးဆောင်ဖြစ်အောင်ကြိုးစားမည်တိတပင်ကောင်းနှစ်တထောင်ခွဲရမည်ဟုသောစကားလိုဖြစ်အောင်အမျိုးသားများစွာတို့အားငါသည်လက်ကမြောင်များစွာပေး၍ခိုင်းနိုင်သောပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်အောင်ကြိုးစားမည်ဟုသောစိတ်မျိုးကိုထားအပ်ကြလေသည်စီးပွားရေးနှင့်ပတ်သက်၍မြန်မာပြည်၏တိုးတက်ခြင်းသည်စိုင်းစာကြီးများ၏လက်နက်များစွာရှိလေသည်ဤရာ၌စိုင်းစာကြီးများသည် BA MA အောင်သောကျောင်းသားများထက်တိုင်းပြည်အကျိုးကိုပုံမူလင်းမြန်ဆောင်နိုင်ကြဖို့ရှိလေသည်အကြောင်းမူကားမိမိကိုယ်တိုင်ကြီးပွားအောင်လုပ်နိုင်သောအမျိုးသားမှသာအမျိုးသားချင်းချင်းကိုကူညီနိုင်သည်ဟုမှတ်အပ်ပေသည်အလုပ်တိုင်းမှဆင်းသည့်အခါရုပ်ရှင်သွားဖို့ဟိုတယ်သွားဖို့ကလပ်သွားဖို့ဒီလျက်ကစားဖို့သာသတိရ၍နေကြချေကမြို့သားနှင့်တိုင်းပြည်ကိုကဲနိုင်မည်မဟုတ်တဖြည်းဖြည်းအလုံးနင်းပြဖြစ်ကမြုပ်ရမည်သာသည်ကြပြခင်မဟုတ်
တိုးတက်သောစာပေခေတ်ယခုခါမြန်မာစာသည်တိတသာတိုးတက်၍နေရှေးခါကဈေးဝပေတင်အင်းအိုင်ဘာသာတရားပြုတ်ကြပြအနှဲငယ်မြန်မာရာဇဝင်ကလေးများသာမြန်မာစာရှိသည်ယခုခါ၌ကအင်္ဂလိပ်စာ၏ကျေးဇူးကြောင့်မြန်မာစာအုပ်များတိတသာတိုးတက်လာသည်ကမငြင်းနိုင်ပေဆက်စာများမှလည်းရှေးခါကမိညီမင်းသားများအကြောင်းကိုသာစာဖွဲ့ခဲ့ကြသောဇာဝတ္ထုအနေငယ်သာရှိခဲ့လေရာယခုခါ၌ကအခြားတိုင်းပြည်များကိုပင်မမီသေးစေကမူဝတ္ထုစက်အရေးအတွက်သည်များစွာတိုးတက်၍နေလေသည်ရာဇဝင်များမှလည်းရှေးကလိုအရန်ရေးသောရာဇဝင်များမဟုတ်တော့ပေအစဉ်လာအစားစဉ်းစားဉာဏ်ကိုအသုံးပြု၍ရေးသောစာတွေများကြလေသည်စာပေနှင့်မျိုးချစ်စိတ်နှိုးကြားစေရန်နှင့်ဆိုင်သောစာတွေကြပြတွေလည်းအတော်ပင်များစွာထွက်ပေါ်ကြလေပြီသို့တော်လည်းယခုခေတ်သည်ကြပြခေတ်မဟုတ်လက်တွေ့အလုပ်ခေတ်ဖြစ်၏ကြပြမှာအချိန်၍အေးအေးဆေးဆေးရေးရသောစာမျိုးဖြစ်ရာလင်းမြန်သောယခုခေတ်နှင့်မဆိုင်လာပေကောလိပ်ကျောင်းသားများသည်ကြပြကိုရေး၍နေမည်စာမျိုးသားများ၏သိဉာဏ်မျက်စိကိုလင်းမြန်စွာပွင့်လင်းစေမည်သိစရာနားလည်စရာသုံးဝင်မည်စာစိတ်တဘောမမြင်နိုင်သောအသိမြင်တို့ကိုစာများကိုသာပြန်ဆိုရေးသားဖို့အရေးဟုသည်တာလွန်၍ကြီးလေသည်သို့တော်လည်းအဟုတ်တကယ်ကြပြဉာဏ်ဝင်စားဂိမ်းအောင်သဖြင့်မရေပဲမနေနိုင်လောက်အောင်ကြပြစိတ်တန်သူအနေငယ်များတို့ကမရေရာဟုမိသူများကန့်ကွက်ပိတ်ပင်၍ရမည်မဟုတ်သို့မဟုတ်မူကားအားကြ၍ရေးသူတို့သည်မိမိတို့၏ဝါဒနာနှင့်အတာ၍နိစ္စသက်ဆိုင်သောပညာတတ်တစ်ခုကိုလိုက်စားကမြန်မာကုံရောင်ထုံးလင်းပြအောင်စူးစမ်းတင်ပြလေသည်ရှေးခါကကောလိပ်ကျောင်းကထွက်လင်အလုပ်ကရာထူးရရာအတော်တန်ကြီးပွားလွယ်ကြ၏ယခုမူကားဒီဂရီဘွဲ့ကိုရရုံနှင့်ကြီးပွားကြမည်မဟုတ်ပေဝင်ရောက်ချက်စာခွင့်ရရှိဖို့ရန် passport လက်မှတ်များသာဖြစ်လေသည်ဒီဂရီရရုံများနှင့်တင်းနေကြဖို့မဟုတ်ပေယခုကကောလိပ်ပညာခံရှိသူတို့အတွက်ညီသည့်အတတ်ပညာကိုမဆိုရဖို့ရန်လမ်းခွင့်တွေများစွာတာလွန်လွယ်ကူလေသည်ကောလိပ်ပညာတက်ခြင်းကြောင့်အယောင်းဝယ်အလုပ်ကိုရှုပ်ချဖို့မရှိပေပညာတတ်မှကုသရောင်းဝယ်ရေးမှာတာလွန်၍သိဉာဏ်ကြီးနိုင်လေသည်သို့တော်လည်းငါပညာတတ်သည့်ကုသရောင်းဝယ်ရေးကြံများကိုဖတ်ပြီးအလုပ်ကြီးကိုင်းကြီးများကိုလုပ်မည်ဟုပညာကုန်ဖက်ကငွေရင်းဆိုင်ရဲလွန်ချေကပြည့်စည်ဆုံးမတတ်သဖြင့် BAMA အောင်စေကမူကုသရောင်းဝယ်ခြင်းဖြင့်ကြီးပွားလို့ချေကအလုပ်တိုက်ကြီးများကိုဝင်ရောက်ကလက်တွေလုပ်ငန်းနည်းစနစ်များကိုလုပ်ကိုင်တင်ကြားအပ်ကြလေသည်အလုပ်ခုသည်များမှာစာအုပ်များ၌မပါသောလက်တွေသိစရာမှတ်စရာနီလန်းစနစ်တွေရှိကြလေရာစာနှင့်မပြီးလက်တွေသည်ပုံမူ၍အရေးကြီးလေသည်ကျွန်တော်တို့လူမျိုးသည်ဗန်အလုပ်အာမခံအလုပ်ကြီးများ၌တာမညအသည့်ရှိသေးလေရာထိုလုပ်ကြီးများနှင့်သွင်းကုန်ထုတ်ကုန်အလုပ်များကိုမကျွမ်းသမျှလူမျိုးကြီးဖြစ်သို့ရောက်နိုင်လိမ့်မည်မဟုတ်ချေကျွန်တော်တို့တိုင်းပြည်တွင်၌ငွေကြေးရပေါက်ရလန်များစွာတို့နှင့်ကျွန်တော်တို့မသိသေးသောလမ်းတွေမြောက်များစွာရှိကြလေရာထိုနည်းလမ်းများအကြောင်းနှင့်ပတ်သက်၍ကျွန်တော်တို့ထက်ကလားလူမျိုးများကပုံမူ၍သိကြလေသည်အခန်းကိုအဖို့တန်သောမျက်စိစီးပွားရှာမှာမျက်စိရှိပါစေမျက်စိကစီးပွားရေးမျက်စိကြီးစီးပွားရေးမျက်စိရှိရင်စီးပွားကိုမြင်ပြီးစီးပွားရအောင်လုပ်နိုင်ရမည်ဖြစ်၏မျက်စိရှင်ခြင်းစီးပွားရေးလမ်းစဉ်မျက်စိရှင်ခြင်းသည်လွန်စွာအရေးကြီးသည်ကံမရှိဉာဏ်ရှိတိုင်းမွဲဟုသောစကားသည်လွန်စွာမှား၏ဉာဏ်မြင်စိတ်ဆုံးထက်တန်သူတို့မှာမွဲလာအောင်မှားခဲ့လေသည်စီးပွားရှာ၌အချက်လက်အကွက်ကောင်းမကောင်းကိုသိမြင်တတ်သောဉာဏ်ရှင်တို့သည်အများဖြင့်ထိုဉာဏ်ကြောင့်မမွေနိုင်အခြားအကြောင်းတစ်ခုကြောင့်သာပျက်စီးတတ်လေသည်စီးပွားပြည့်ခြင်းသည်ကံကြောင့်လောထိုကြောင့်များသည်ကသတိလစ်ခြင်းရဲတင်လွန်ခြင်းပေါ်လျော့ခြင်းအတုံးများလွန်ခြင်းအပျော်လွန်ခြင်းလောင်ကစားခြင်းမယိုးသားခြင်းစသည်များဖြစ်တတ်လေသည်လူများမှာအလုတ်ကင်ပြည့်သည့်အခါကိုယ်တိုင်ပေါ်၌အပြစ်ပုံချလိမ့်မရှိကိုယ်တိုင်အပြစ်ကိုဝန်ခံရလင်မရညံ့ရကြမည်ဟုမှတ်ထင်တတ်ကြခြင်းကြောင့်တကြောင်စိတ်ဖြေရစိတ်သောငါ၎င်းဒါစီပိတ်ပင်ဖိဆန်၍မရသောကံကိုအစွဲပြုတတ်ကြလေသည်တနည်းအားဖြင့်ဤစွဲသည်ကောင်း၏အကြောင်းမူကားထိုအယူဖြင့်စိတ်ကိုဖြစ်နိုင်၏ကိုယ်တိုင်မှားကြောင်းဟုဝန်ခံရလင်ငါမှားလေခြင်းငါမိုက်လေခြင်းငါတတိလစ်လို့ပြရတာပဲစသဖြင့်တွေကစိတ်မချမ်းမသာဖြစ်ဖို့ရှိလေသည်သို့တော်လည်းစီးပွားရှာကြရင်အလုံး၌ထိုစွဲသည်များစွာအကျိုးယုတ်စေတတ်၏အကြောင်းမူကားငါကန်ဆိုးနေသည်လောက်ကင်လို့အပြုံးမှမဟုတ်ဘူးဟုသောအစွဲကြီးဖြစ်ပေါ်၍နေတတ်လေသည်ထိုစွဲဖြစ်ပေါ်နေချေကအပြစ်ကိုထင်မြင်ကငါလှုပ်လင်ပြတ်မှာပဲဟုသောစိတ်တကူကြောင့်ပျက်စီးနိုင်လေသည်ကံကိုမယုံသောလူမျိုးကွဲများသည်အလုပ်တစ်ခုကိုသားမြေမြင့်တိုင်းမပြတ်မစီဆက်လက်လုပ်ကိုင်ကြလေသည်ဂျပန်ပြည်ရှိမစ်ဆွီတာချင်းပေါက်ဖော်တစုတို့မှာကြီးပွားတိုးတက်ရတာနေခဲ့လေသည်အစအဆုံးတတိယမည်မိမိအလုပ်နှင့်ပတ်သက်၍သိစရာမှတ်စရာရှိသည်များကိုကုံစင်အောင်တည်သူတို့မှာအကြီးကျယ်ပြည့်စည်လောက်အောင်မမနိုင်ပေတိုးတက်ချက်ထွင်ရန်နီလန်းများကိုလည်းမြင်လွယ်လေသည်အပြိုင်ပေါ်ပေါက်သည့်အခါပြန်သူများကိုတနည်းနည်းနှင့်ပြိုင်နိုင်လေသည်အလုပ်တစ်ခုကိုလုပ်သည့်အခါကြာလေအလုပ်ကြောင်းကိုပုံမူတည်လာလေလေတိုး၍ကြီးပွားတိုးတက်နိုင်လေဖြစ်၏
ကြာသလောက်အတိအမြင့်တိုးချေကပြက်ဖို့လန်ပေါ်ပေါက်ရန်ခက်ခဲလေသည်တို့ဖြစ်လျာကြာလင်အလုတ်ပို၍ခိုင်ခံရမည်ကြာသောအခါရွေ့လျာဆွေရုပ်ချေကခေတ်ကာလပြောင်းလဲခြင်းနှင့်သက်ဆိုင်ရာတိစရာသတိပြုစရာအချက်လက်တို့ကိုဂိမ်းစိုက်တော်ကြောင့်ဟုမှတ်ရမည်ခင်မီအောင်လို့လွန်ခဲ့သောနှစ်ပေါင်း50အခါကလုတ်ကင်ခဲ့သောဤများသည်ယခုခေတ်နှင့်ဆိုင်သောဤစနစ်များကိုအသုံးပြုရလေသည်တတိတရားသည်လုတ်ကင်ဆုပ်ယုပ်၍မတူတဲ့သောကြောင့်အခြားကုန်သည်ကြီးတူအားမိမိလုတ်ကိုရောင်းချရ၏တို့ရောင်းချရ၌ဝယ်သူကအလွတ်ယုံရှိစက်ကရိယာများကိုကြည့်ရှုစစ်ဆေးရာရောင်းသူကစက်ဟောင်ကြီးတစ်ခုကိုပြပြီးဟောဒီစက်ဟာခမည်းကျုပ်ကိုအချောင်ရတဲ့ဆက်ပြဝယ်တာနှစ်ပေါင်း30ကျော်ပြီအခုကျုပ်လက်ထက်ကြတော့အသုံးပြုနေသေးတယ်ဘာမှမချွတ်ရင်ဘူးဟုတက်ကြွသောအမူအရာနှင့်ဟုတ်လာပြီဟုမှတ်ထင်ကပြလေ၏ဝယ်သူကအဲ့ဒါကြောင့်ခမည်းအလုပ်ကိုရောင်းပြရတာပေါ့ပြောပြီး၎င်းဆက်ကြီးကိုဝယ်သူသည်ပထမဦးဆုံးဖြုတ်ပြီးအပြက်ဆိုင်ပို့လိုက်လေသည်အခန်း30အဟောင်းလောအစ်စ်လောအစ်စ်မှန်သမျှသည်လည်းမကောင်းအဟောင်းမှန်သမျှသည်လည်းမကောင်းသူနေရာနဲ့သူသာကောင်း၏လက်ဟောင်းခင်းနှင့်အသုံးဆောင်မြန်မာလူမျိုးများမှာထက်ဖော်ပြခဲ့သောကုန်သည်ကြီးစိတ်မျိုးရှိအဟောင်းမှအကောင့်ထင်ကြသောကြောင့်ဤသည့်ပစ္စည်းမဆိုလက်ဟောင်းကိုမှဖိုးတန်သည်ဟုမှတ်ထင်ကြလေသည်ယခုခေတ်သည်လက်ဟောင်းခေတ်မဟုတ်လက်တစ်ခေတ်ဖြစ်၏လင်းမြန်ကိုလက်ဟောင်းဝယ်၍စီးလင်ဒိုင်မင်ထိုး၍ကစားလိမ့်မည်မော်တော်ကားလက်ဟောင်းကိုဝယ်လင်ဓာတ်စီအပိုကုန်မည်ဟုပုံသေးမှတ်ရမည်စောင်းများလည်းထို့တူဖြစ်၏မြန်မာလူမျိုးများ၏စိတ်၌ခြားစားသောပေတုကလေးကိုမှအကောင့်ထင်၏ယောဘတိုက်သားများသည်ကဤသည့်ပညာမဆိုနောက်ဆုံးပေါ်သောစာအုပ်ကိုမှဖတ်ချင်ကြ၏ယောဘနိုင်ငံရေးပညာအီကိုနိုမီပညာစသည်များ၌နောက်ဆုံးပေါ်သောကျမ်းများကိုမဖတ်ဘဲလက်ဟောင်းကိုဖတ်လင်အသိပညာရာ၌3နှစ်အတွင်းနှစ်ပေါင်း300ခန့်လောက်နောက်ကျ၍နေနိုင်လေသည်လောကဓာတ်ပညာ၌ရှေးကျမ်းဟောင်းများကိုဖတ်၍ကြွားလင်ရေခဲကိုဘယ်နဲ့လုပ်မလဲဟုမေးချေကရေခဲနှင့်လုပ်မည်ဟုဖြေလိမ့်မည်ရှေးဟောင်းစာများကိုဘိုးမြောက်များစွာပေး၍ဝေကြသည်မှာပညာအတွက်မဟုတ်အထိမ့်မှန်အတွက်ဖြစ်လေသည်အလင်းလိုလမ်းကိုလိုက်ဟူသောစကားမှားကြောင်းမိထားလန်ပေါက်ပြီးမှရန်ကုန်သို့ဖျားပူလာကြသူများတွားရပုံခြားနာခြင်းဖြင့်သိရမည်ရှေးခါကလမ်းအိုဖြင့်ဥရောပကိုတွားရမြန်မာပြည်ကရောမအထိ3နှစ်လောက်ကြာလိမ့်မည်ဤကလမ်းအိုဖြစ်၏ယခုကစုရဲ့တူမြောက်လမ်းဖြစ်သည်ရာဇဝင်နှင့်နိုင်ငံရေးအတိတ်ရာဇဝင်ကိုကတ်ချင်ကြောင်းယခုကလနိုင်ငံရေးအလို့၌လိမ္မာမီမဟုတ်ပေပိုးရွေးပင်မလိမ္မာပဲနေနိုင်လေသည်အကြောင်းမူကားယခုကာလမှာရှေးနည်းတွေသုံးရမရရာဇဝင်၏အသွားသည်ရှေးကနှင့်မတူပေယခုခေတ်နှင့်ဆိုင်ရာတိစရာမှတ်စရာတတ်စရာတွေတင်၍မကုန်နိုင်တော့အောင်များ၍နေသည့်အထည်တွင်ယခုအခါအသုံးမဝင်တော့သည့်ဖြစ်သောရှေးအရာတို့ကိုရှာဖွေနှိုက်ချုပ်မတာ၍သတင်းစာများ၌ခြေတင်ရေးကြခြေကမြို့သားများနှင့်မွန်၍သွားဖို့သာရှိပေသည်ကြော်ညာတကူကောင်းမကြံရအလုပ်တစ်ခုကိုကြီးကျယ်အောင်တည်ထောင်လုပ်ကိုင်ရ၌ငါတူးတဲ့အကျိုးစီးပွားအတွက်မဟုတ်ငါတူးတဲ့ချမ်းသာမှုမဟုတ်လူတော်ဝါများအတွက်ဟုသဘောထားပြီးအသုံးဝင်သောအရာဝတ္ထုတစ်ခုကိုဖြစ်မြောက်လုပ်ကိုင်ရောင်းချခြေကစိတ်ထားထက်သန်ဖြူစင်သလောက်ကြီးပွားနိုင်၏အများကျိုးစီးပွားကိုလိုလားသောစိတ်နှင့်အလုပ်ကိုလုပ်ရင်အများ၏မေတ္တာအဟုန်ကြောင့်အလုပ်မှာကြီးပွားတိုးတက်အောင်မြင်ဖို့ဖြစ်သောအထောက်ပံ့အာဏာတကူတစ်မျိုးကိုရနိုင်သည်ကွေကတတိကြီးဟန်နရီဖိုးကပြောဟုလေသည်တကယ်အများအသုံးပြုနိုင်တော့သောပစ္စည်းကောင်းတစ်ခုကိုအများဝယ်နိုင်သောအဖိုးနှင့်ရောင်းချကအမှန်တကယ်ကြီးပွားရမည်သာသည်ယခုခေတ်ခါသမ ्या ၌အလုပ်ကြီးပွားခြင်းအရေးကြီးဆုံးသည်ကြော်ညာဖြစ်၏ကျွန်တော်တို့မြန်မာလူမျိုးများမှာကြော်ညာကိုယခုမှအသုံးပြုစရှိလေရာကြော်ညာလီစနစ်ကိုနေရာတကျအသုံးမပြုကြဖြစ်ကတတ်ဆန်းကြော်ညာလွှင့်နေကြလေသည်မတိလင်မေမစင်လင်ဆေးဟုသောစကားပင်ရှိတော်လဲမိမိတို့မသိသည်ကိုမသိကြသည့်အတွက်ကြော်ညာအတက်ကိုလွယ်ကူသည်မှတ်တင်ကထင်သလိုလုပ်၍နေကြလေသည်မသိသည်ကိုသိအောင်မကြိုးစားကြသိအောင်သင်ပြသောစာအုပ်များကိုလည်းမဖတ်ကြပေကြော်ညာလင်ရောင်းရမည်ဟုမှတ်တင်၍နေကြလေသည်ကြော်ညာသည်အရင်ကြီးဖြစ်လေရာအရန်ကြော်ညာခြင်းသည်မကုံသင့်ပဲအကျိုးမဲ့ကုန်ကြခြင်းဖြစ်နိုင်လေသည်မသိသည်ဖြင့်30ကုန်မှုနေရာမှာ50 100ကုန်ပြီးအကျိုးစီးပွားဖြစ်တဲ့လားမဖြစ်ကြပေအခြားလူမျိုးများသည်ကြော်ညာအတက်ကိုကိုယ်တိုင်မတက်ကြသည့်အခါတက်သည်ဟုမိမိကိုယ်ကိုလှည့်စားခြင်းမှတကယ်တက်သူများကိုခကြီးစွာပေး၍ခံရလေသည်အမေရိကတိုင်း၌ကြော်ညာကိုယ်စားလှယ်လုပ်ကိုလုပ်သောကုမ္ပဏီများရှိရာ၎င်းကြော်ညာကုမ္ပဏီများ၌အချို့သောကြော်ညာအတက်သူများသည် United States နိုင်ငံသမ္မတမင်းလကလောက်ကြီးသောလကကိုရကြလေသည်မြန်မာပြည်၌ပင်ဥရောပတိုက်သားများနှင့်အချို့သောအိန္ဒိယတိုင်းသားများသည်ကြော်ညာအလုပ်ကိုတက်တော်သူများအားလွှဲထားကြ၏ကိုယ်တိုင်ထင်ရကိုမလုပ်ကြပေတို့ဖြစ်သောကြောင့်ကြီးပွားကြလေသည်တာဝန်ကိုလွှဲတတ်ရမည်မြန်မာလူမျိုးများမှာကြော်ညာအလုပ်ကိုတက်သည့်နားလဲသောသူတို့နှင့်မတိုင်ပင်ပဲကိုယ်တိုင်လုပ်ကြသောကြောင့်ကြော်ညာအတက်ကိုတက်သူတို့အား
ပေးရမည့်တမှုရန်အတွက်တရားတစ်ထောင်စုံပါနစ်နာခြင်းကိုခံ၍နေကြလေသည်မြန်မာကြောင်ညာများသည်ကလေးကစားသလိုဖြစ်၍နေလေသည်ဤစကားကိုလည်းမယုံကြည်ကြငါတို့တတ်သည်ဟု၍သာမှတ်တင်ကအဘယ်ထိမှားလျက်ဝေများကိုလဟတဘယ်များထုံးတီးနေကြအောင်မသိပေအလုံး၌မိမိတို့မှားကိုတီးဖို့ခက်သည်မှာတခြားကြောင့်မဟုတ်စာရေးတက်တိုင်းကြောင်ညာရေးတက်သည်မဟုတ်ပေကြောင်ညာချင်းတက်သည်ကြောင်များကောလိပ်များ၌တင်ရသောယခုလောကအထာရတအတက်ကြီးတစ်ခုဖြစ်လေရာလူဤစိတ်တဘောကိုတီးဖို့လိုလေသည်ဤသူမဆိုစေးဆိုင်တစ်ခုဖွင့်လင်စေကတ်တလောက်တစ်ခုကိုဖြစ်အောင်လုပ်နိုင်၏သို့တော်လည်းတတ်တော်သူလုပ်လင်ဇရိတ်အကုန်ချင်းမီတူတော်လည်းဆေးရောင်းရခြင်းမှာများစွာခြားနာပေလိမ့်မည်အခြားပစ္စည်းများကိုကြောင်ညာရ၌လည်းထို့အတူဖြစ်လေသည်သို့ဖြစ်လျာသူတစ်ပါးကိုအခပေး၍မခိုင်းလိုကြလင်မိမိတို့ကိုယ်တိုင်ကြောင်ညာတက်ကိုအထူးပြုစား၍တင်ကြားအပ်ကြလေသည်ကုန်တဲ့အလုပ်သည်ကြီးဆုံးသောအလုပ်ဖြစ်ရာကြောင်ညာအလုပ်သည်တာ၍ပင်ကြီးကျယ်ပြန်လေသည်နိဂုံဤသည်တို့ကအများပြည်သူအမျိုးသားတို့အတွက်အကျိုးများစိတ်နှောကရည်ရွယ်စေနာထား၍ရေးသောအောင်စိတ်ခေါ်ကျမ်းဖြစ်ပါသည်ဤကျမ်းငယ်၌ပါရှိသောအကျိုးကြောင့်နီးနာတို့ကိုမျိုးချစ်ပေါင်းတို့သည်စိတ်ပါဝင်စားစွာဖတ်ရှုမှတ်သားဆိုင်ရာအခန်းဆိုင်ရာကျမ်းဉာဏ်ဆိုင်ရာနည်းပညာအကြောင်းတို့ကိုမိမိကြီးပွားထူးချွန်ရည်တို့တွင်တုံ့ပြုလျက်ကောင်းကျိုးတရားများကိုခံစားကြရပါစေတည်းပြီးမူနေ